မင်္ဂလာပါဝီလိုကနေပြောမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ Halloween နေ့လေးမှာကျွန်တော်တို့ဝီလိုရဲ့ admin 3ယောက်ကနေပြီးတော့မှကျွန်တော်တို့ဘဝမှာကြုံတွေ့ခဲ့ရတဲ့တဘာဝလွန်ဖြစ်ရဆန်ဒီအကြောင်းကို audience နဲ့အတူ sharing လုပ်သွားပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ admin 1ကိုရင်မေးချင်တယ်ပေါ့နော်တဘာဝလွန်ဖြစ်ရဆန်ဒီအပေါ်မှာဘယ်လိုမြင်လဲပေါ့ဟုတ်ကဲ့အဲ့တော့တဘာဝလွန်ဖြစ်ရအနေနဲ့ဆိုလို့ရှိရင်တော့ကျမကတော့ကိုယ်တိုင်ကြုံခဲ့ရပွဲလူအနေနဲ့ပေါ့နော်ဒါတွေကိုတော်တော်လေးထူးဆန်းတယ်သိပ္ပံပညာအရာရောပေါ့နော်ဒီကျမတို့လူသားတွေအသိဉာဏ်ရနေတော့ဒါလုံးဝတီချာဖြည့်ရှင်းမိနာလေလို့မရနိုင်တဲ့ဟာလို့မြင်ပါတယ်အဲ့တော့အရင်ကဆိုလို့ရှိရင်တော့ယုံတော့မယုံတော့ပါပေါ့နော်ကျမငယ်တော့ဆိုလို့ရှိရင်ဒါတွေကလူကြီးရကလေးတွေကိုအဲ့လိုစကားနားထောင်ဖို့၆ဖို့အတွက်အဲ့လိုသုံးထားတဲ့ဒီအကြောင်းအရာတစ်ခုလိုပဲမြင်တယ်ပေါ့နော်ဒါပေမဲ့ထူးလက်ထူးဆန်းနဲ့ရည်လဲရည်ရတယ်ပေါ့နော်ကိုယ်ပိုင်ကိုယ့်ရဲ့ experience တွေကြုံလာတဲ့အခါနောက်ပြီးတော့ဒီအဖေရဲ့သူကြုံတွေ့ခဲ့ရမှုရဲ့မြန်မာနိုင်ငံတစ်လျှောက်ကိုပြီးသွားတော့ကြုံတွေ့ခဲ့ရမှုရဲ့ဒီအဖြစ်အပျက်လေးတွေကိုကြားသိလာတဲ့အခါမှာဒါတွေကလည်းရှိတော့ရှိတယ်မရှိဘူးတော့မဟုတ်ဘူးဒါပေမဲ့မယုံကြည်လို့တော့လည်းမရဘူးဆိုတဲ့အခြေအနေတစ်ခုတော့လက်ခံလာခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုလို့ရှိရင်ဒါလည်းကျွန်မရဲ့အမြင်လေးပေါ့နော်admin 2အနေနဲ့ရောဘယ်လိုမြင်လဲမသိဘူးရှင်ဟုတ်ကဲ့ကျွန်တော်ကကြောက်ပေါ့နော်ဒီတဘာဝလွန်ပြည့်ရဆန်းတွေတော်တော်များများကိုအဲ့လိုကြားဖူးနာဝလောက်ပဲရှိထားတာခုန admin 1ပြောသလိုမျိုးပဲအဲ့လိုကိုယ်တိုင်ကြုံတွေ့ခဲ့ရဘူးတာလည်းမရှိဘူးပြီးတော့မှတယောက်ယောက်ကအဲ့လိုကြုံတွေ့ရလို့ဆိုပြီးမှကျွန်တော်တိုက်ရိုက်လာပြီးပြောပြခဲ့ဘူးတာလည်းမရှိတော့ကျွန်တော်အနေနဲ့ကဘယ်လိုမျိုးပေါ့ယုံရခက်မယုံရခက်အနေထားပေါ့နော်မယုံဘူးလားဆိုတော့လေတချို့ကြားရတဲ့အကြောင်းအရာတွေကကြတော့တိုက်ဆိုင်မှုတစ်ခုဆိုတဲ့ပူနေတဲ့အရာတွေလည်းတော်တော်များများတွေ့နေရတော့ဒီကိစ္စကိုကျွန်တော်အနေနဲ့ကတော့အခုဒီ podcast လေးပြီးသွားတဲ့အချိန်ကျရင်တော့ကျွန်တော်တခုခုရရင်ရလိုက်မှာပေါ့ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်အနေထားရောယုံတဝက်မယုံတဝက်ဆိုတဲ့အနေထားမှာပဲရှိနေရပါဟုတ်admin 3အနေနဲ့ကကျတော့ဒီတဘာဝလွန်ဖြစ်ရတဲ့အပေါ်မှာဘယ်လိုမြင်လဲပေါ့ဟုတ်ကဲ့ကျွန်တော်ကတော့ဒီတဘာဝလွန်ဖြစ်ရတဲ့ပတ်သက်ပြီးတော့အရင်ကဆိုလို့ရှိရင်တော့တော်တော်များများပြောကြတယ်ပေါ့နော်ဒီဟာတွေကတကယ်မရှိဘူးတော့မဖြစ်ဘူးတော့အဲ့ဒါတွေကပြောကြတယ်ဆိုပေမဲ့လည်းကျွန်တော်လည်းကြားချပြီးတော့ပြောချင်တယ်ဒါပေမဲ့ယုံတယ်လို့ပဲပြောလိုက်ပါမယ်။ဘာကြောင့်လဲဆိုတော့ဒီအရာတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတယ်။ပြီးတော့ဘာသာရေးအရာဆိုရင်လည်းဘယ်ဘာသာမှမဆိုဒီလိုမျိုးပုံစံတွေကရှိတယ်ဗျာ။အဲ့တော့ဒီလိုပုံစံရှိရဆိုတာကျွန်တော်ပြောချင်တာအထက်လန်တို့အောက်လန်တို့ဆိုတာမျိုးတွေလည်းဆက်နွယ်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီအရာတွေဒီလိုမျိုးတဘာဝလုံးဖြစ်ရမှာရှိနေဥမာတရေပဲဆိုတော့အဲ့လိုမျိုးအရာတွေကတကယ်ရှိနေလို့ပဲဆရာတွေဘာတွေကနေခိုင်းလို့ရတယ်စသဖြင့်အဲ့လိုမျိုးအောက်လန်တွေအထက်လန်တွေလုံးလို့ရတယ်လို့ကျွန်တော်မြင်မိတာဖြစ်တဲ့အတွက်အနေနဲ့များတော့ရှိလိမ့်မယ်လို့ထင်တယ်ဆိုတော့အရန်ကြီးယုံကြည်တာမျိုးတော့မဟုတ်ပေမဲ့ရှိတယ်ဆိုတာမျိုးတော့လက်ခံပါတယ်ဟုတ်ကဲ့ပါရှင်အဲ့ဒါတော့ဟုတ်ပါတယ်ဒါ admin 3ပြောတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါကြောင့်လေဒါကြီးလာတဲ့နောက်ပိုင်းမှာကြားရတာမြင်ရတာတွေကသူဖြစ်ကိုယ်တိုင်အဲ့လိုကြုံတွေ့ရဘူးတဲ့လူအနေနဲ့ဆိုလို့ရှိရင်တော့ဒါယုံတဲ့ဘက်ကိုပိုးရရိမ့်လာတယ်ပေါ့နော်အဲ့လိုပြောလို့ရတာပေါ့ဆိုတော့ပေါ့နော်ခုန admin 1ကအဲ့လိုမျိုးအတွေ့အကြုံတွေကိုကိုယ်တိုင်ကြုံခဲ့ဖူးတယ်ဆိုပြီးမှအရှိမ mention ထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီထဲကတစ်ခုလောက်ကိုအရင်ဆုံး audience ကို sharing လုပ်ပေးနိုင်မလားခင်ဗျာဟုတ်ကဲ့ရှင်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်မပြောစရာတွေအများကြီးရှိရပေါ့နော်အဲ့ထဲမှာမှဒါ admin တို့လည်းaudience တွေလည်းကြီးကြည့်ပေါ့နော်အရင်ဆုံးကျမမှာပေါ့နော်ရွေးချယ်စရာ၃ခုရှိတယ်ဒီကကျမရဲ့ကိုယ်ပိုင်တွေ့ခဲ့ရတဲ့ experience တွေဒါမှမဟုတ်လို့ရှိရင်ကျမရဲ့ဒါမိဘတွေဒါအမျိုးတွေဒါကြုံတွေ့ခဲ့ရတဲ့ experience တွေဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုထူးဆန်းထွေလာပေါ့နော်ကိုယ့်ရဲ့တကယ်ချင်းတွေကကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေပေါ့အဲ့တော့ဒီ၃ခုတွေမှာကျမဘီဟာလေးကိုအရင်သွားပြရမလဲရှင် admin 3ရောဘေးဟာကိုအရင်ဆုံးကြားချင်မလဲမသိဘူးเนาะကျွန်တော်ဒီဟာကအတွေ့အကြုံလေးတွေလည်းပါတာဖြစ်တဲ့အတွက်ပထမဆုံးအနေနဲ့အတွေ့အကြုံလေးအရင်ပြောစီချင်တယ်ပေါ့နော်ပြီးတော့မှသာလေကိုယ့်ရဲ့မိဘတွေရဲ့အတွေ့အကြုံတွေပဲဖြစ်ဖြစ်တခြားကြောက်ဖူးနာဝါရှိတဲ့ဟာတွေပဲဖြစ်ဖြစ်ဆက်ပြောရင်တော့ပိုပြီးပြည့်စုံလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်တယ်ကျွန်တော်လည်းအဲ့admin 1ကိုယ်တိုင်ကြုံခဲ့ရတဲ့ဟာကိုအရင်ဆုံးကြားချင်တယ်ပေါ့နော်ဟုတ်ပါပြီရှင်အဲ့ဒါဆိုလို့ရှိရင်တော့ဒါအကယ်၍အခုညနားထောင်နေတဲ့ audience တွေရှိရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကိုချစ်တဲ့လူနာကိုသွားကပ်ပြီးနားထောင်ဖို့နော်ဒါ
ဒီကိစ္စလေးတွေအနေနဲ့တစ်ခါကျရင်စပ်ပူကောင်းတဲ့ဟာလေးတွေပါလာနိုင်တာမို့လို့ပါ Okay အဲ့တော့ကျမကိုယ်တိုင်ကြုံမှုခဲ့ရတဲ့ကိစ္စတွေဆိုလို့ရှိရင်ကိုငယ်လေးငယ်သေးတာဖြစ်တဲ့တော့အရင်ကြီးကြီးမားမားတော့မဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီ admin ရဲ့ဒီဘာသာရေးအခမ်းအနားဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်ပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာနေတဲ့လူဆိုတဲ့အတိုင်းဒါတွေကအမြဲတမ်းကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကြားနေရတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပထမဦးဆုံးငယ်ငယ်တုန်းကဟာဆိုလို့ရှိရင်ဒါadmin ရဲ့အိမ်မှာဖြစ်ခဲ့တဲ့ဟာလေးပေါ့နော်အဲ့တော့အဲ့နေ့က admin အရင်ငယ်တည်းပေါ့နော်ဒါပေမဲ့ကောင်းကောင်းတော့တည်နေပြီ၄တန်းလောက်ရှိမယ်အဲ့တုန်းက၄တန်းများဆိုရဆင်းဆိုတော့အဲ့ဒါဆောင်းမသားဖြီမယ်နေပေါ့နော်မမရအဲ့နေ့ကတမိုင်းဖြီရမယ်နေပါအဲ့တော့ထမင်းစပွဲဝိုင်းမှာမနက်စာမွေးသွားမဖြီခင်ထိုင်နေရဲ့အဲ့အချိန်တုန်းကဒါ admin တို့ရဲ့အိမ်ကပေါ့နော်အိမ်အနောက်ပိုင်းကပြုပြင်နေရဲ့အခြေအနေမှာရှိတယ်အဲ့တော့အဖေကလည်းသူက engineer ဆိုတော့သူလက်သုံးကိရိယာလေးရှိရပေါ့အဲ့မှာသူလက်သုံးကိရိယာကြီးထဲမှာဒါပီချိုးပေါ့နော် audience တို့တွေ့ပုံမဲ့ထင်ပါတယ်တန်ပီချိုးလေးသူကဆွဲလိုက်မှသာထွက်လာတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါကိုဒီအိမ်ပြင်နေနဲ့အိတ်တန်ပီတန်ကြီးတန်နေရပေါ့တန်ကြီးတန်နေတဲ့ပီချိုးလေးကိုသူကယူလာပြီးတော့ထမင်းစပွဲပိုင်းဘေးမှာအမင်းတို့အဖေအလုပ်လုပ်တဲ့စပွဲလေးရှိတယ်အဲ့မှာသူကတင်ထားတာအဲ့တော့အမတင်ထားရင်းနဲ့အမေကမိဖို့ကန်နေပါဘောနော်မိဖို့ကန်နေမျက်နှာချင်းဆိုင်ဆိုတော့အမပြုံးနံပြလေးစားရင်းနဲ့တာဖာနှစ်ယောက်ကို့အတွေးကိုစီနဲ့ထိုင်နေကြအချိန်မှာရုပ်တရက်ကြီးရှိဆိုပြီးတော့ထွက်လာရဒီလူရဲ့အားနဲ့ဆွဲထုတ်မှထွက်မယ်ပြီးချိုးပေါ့နော်အမှန်တကယ်ဒီတိုင်းဆွဲပြီးတော့လက်လွတ်လိုက်ရင်တော့သူ့အထဲပြောင်သွားတယ်ပြီးချိုးအဲ့ဒါဒီတိုင်းထွက်ပြီးတော့ပြန်လဲမဝင်ဘူးအဲ့တိုင်းရှိနေရတော့အဲ့တော့နှစ်ယောက်လုံးတာဖာနှစ်ယောက်လုံးကြောက်ပြီးတရားမျက်နှာတယောက်ကြည့်ပြီးတော့ပြီးချိုးကိုကြည့်လိုက်တရားမျက်နှာတယောက်ကြည့်လိုက်နဲ့တော်တော်ကြီးအံ့ဩသွားတော့နော်အဲ့တော့admin တို့မိသားစုကဒါဘယ်လိုထင်လဲဆိုတော့admin တို့မိသားစုကနည်းနည်းထူးဆန်းတာတစ်ခုကဒါမျိုးရိုးစင်စမ်းပတ်မှာပေါ့နော်အဖေဘက်ကနေပြီးတော့မှအဖေရဲ့မိသားစုဘက်မှာဒီလိုထူးဆန်းထွေတာတွေနဲ့ပတ်သက်ခဲ့မှုတဲ့ဇာတ်လမ်းလေးရှိတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ admin တို့ရဲ့ဘိုးပေါ့နော်ဘိုးဘယ်လိုပြောရမှာပေါ့အဲ့ဘိုးကနေပြီးတော့သူကဒါဖိုထိုးတယ်ပေါ့နော်အကြီးရထိုးတယ်ဖိုထိုးတယ်ဝိစာပုံစံမျိုးပေါ့ဒါပေမဲ့သူကအဲ့လောက်ထိဘယ်လိုပြောမလဲအရင်တို့ဇောကြီးဘာတို့အဲ့လိုဘာကိုမင်းကအဆင့်ကြီးအနေထားမျိုးမဟုတ်ဘူးတို့ပြောရင်တော့ဒါ beginner အဆင့်လေးပေါ့အဲ့လိုမျိုးမှရှိတယ်အဲ့တော့ဒါသူတို့ကဘာတင်လဲဆိုတော့အိမ်မှာအရင်တော့ဆိုလို့ရှိရင်ဒီအဖိုးကနေပြီးတော့စီးချခဲ့ထားတာရှိရဲ့အိမ်မှာအဆောက်ရှိရဲ့ပေါ့နော်ဒါကြောင့်တခုဆိုရင် admin တို့ကလေဘာမှမလုပ်ရဲမကန်ရဲပေါ့ကိုယ်တယောက်ကများအဲ့လိုကြည့်နေမလားအဲ့လိုစိတ်ကြီးရဲ့အိမ်မှာနေထိုင်ရတာပေါ့နော်ဒါပေမဲ့သူတို့ကတော့အနေမပြုတ်ပါဘူးအဲ့လိုအမြဲတမ်းရှင်တွဲနေထိုင်လို့ရတယ်ပေါ့โอเคကျွန်တော်ကြားရရနေတခုလောက်ဖြတ်ပြီးမေးချင်ပါဆိုတော့အပါ admin 1ရဲ့အဖိုးကဖိုးထိုးတယ်ဆိုတာမျိုးပေါ့နော်ဖိုးထိုးတယ်ဆိုတဲ့ဟာလေးကိုနည်းနည်းလောက်အကျယ်ချဲ့ပြီးတော့ရှင်းပြပေးလို့ရမလားဒါကတော့ဗမာမှန်ရင်တော့တော်တော်များသိကြမယ်ဆိုပေမဲ့များသောအားဖြင့်ကနေဘက်မှနေတဲ့လူတွေပဲသိကြများတယ်ပေါ့နော်အဲ့တော့ဖိုထိုးတယ်ဆိုတာဘာလဲဆိုရင်သူကအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ alchemist လို့ခေါ်ရပါတော့အဲ့ဒါကအခုခေတ်နောက်ပိုင်းမှာဆိုလို့ရှိရင် chemist တွေပါ chemist ဆိုတာဓာတုဗေဒပညာရှင်တွေလိုမျိုးပေါ့အဲ့တော့ဖိုထိုးတာကဝိဇ္ဇာလိုင်းလို့ပြောရမယ်ပေါ့နော်အဲ့တော့ဒီထွက်ရပေါက်တွေပေါ့သူတို့ကဒီဖိုထိုးတဲ့ဖိုထိုးတဲ့ process ကနေပြီးတော့ရလာတဲ့စွမ်းအင်ကိုယူပြီးတော့သူတို့ရဲ့ဒီဝိဇ္ဇာ level တက်အောင်လုပ်တယ်တို့ဆိုရင်ကြားဖို့မှာသိရမလားဆုံးကိုဝေတွေကသူတို့ rituals တွေလုပ်တယ်လေဥပမာအဲ့လိုဝေသူရေကာတာဘာအဲ့လိုလုပ်ပြီးတော့သူတို့ရဲ့ level တက်အောင်လုပ်တဲ့အခါလေးရှိရမှာလားအဲ့လိုပုံစံပဲအဲ့တော့ဖိုထိုးတဲ့ process ကအမှန်တကယ်ဘာလုပ်တာလဲဆိုရင်တော့ဒါမင်းကြားဖို့နောက်ရှိရတော့ဆိုသူ process ကအများကြီးရှိရပါတော့အဲ့ထဲမှာဒါမီးထိုးတာပေါ့နော်မီးနဲ့ထိုးတာသူကဒီ mercury ပေါ့နော် mercury ပဓာကိုပဓာအရည်ကိုမီးပူပြင်းတိုက်ပြီးတော့ဟိုထဲမှာဒါလေပြီးပြီးတော့ပေါ့နော်အဓိက pressure များအောင်လုပ်ပြီးတော့ရွှေဖြစ်အောင်ပြောင်းတာပါဒါကတော့ရွှေထိုးတဲ့အဆင့်ပေါ့နော်တခြားထိုးတဲ့အဆင့်တွေလည်းရှိပါသေးတယ်ဟုတ်ကဲ့အဲ့ဒါဓာတ်လုံးလေးပိုင်းနဲ့ရောနီးစပ်လားနီးစပ်တာပေါ့ဟုတ်တာပေါ့ဖိုထိုးရဲဆိုတာဓာတ်လုံးရအောင်ကျွန်တော်တို့လုပ်တာအဲ့တော့အဲ့ဓာတ်လုံးတွေကိုသူတို့ကဥမာချို့ဆိုပြောရမလားဓာတ်လုံးကြီးစိမ့်တောင်းဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးကြီးရှိတယ်အဲ့တော့ဟုတ်တယ်အဲ့ဓာတ်လုံးနဲ့ပတ်သက်ပြီးတော့လည်းပြောရအောင်မယ်ကျွန်မခဏပြောခဲ့သလိုပဲကျမတို့အိမ်အနောက်ကအိမ်ပြင်ဆင်မှုလုပ်တယ်ပေါ့နော်အမှန်တကယ်ကကျမတို့နေနေတဲ့ခြံနေရတာဘဝပိုင်းကြီးဆိုတော့သူတို့
အိမ်မှာအိမ်အဟောင်းရှင်းလိုက်တဲ့ခါကျတော့အိမ်အဖိုးရဲ့ပိုင်ဆိုင်တဲ့ဓာတ်လုံးတွေထွက်လာတယ်ဓာတ်လုံးတွေမှမဟုတ်ဘူးနော်အင်းနေဒီဟိုလိုပြောရမလဲသူဆိုလို့ရှိရင်ဟိုမန်ဒန်နေလို့ပေါ့တော့အဲ့လိုမျိုးကြီးပြားပေါ်မှာထိုးထားတဲ့ဟာတွေကြီးစီတွေအဲ့လိုမျိုးတွေပေါ့နော်ဓာတ်လုံးတွေလည်းရှိရဲဒီလားဓာတ်လုံးတွေဆိုလို့ရှိရင်ဒါပေမဲ့သူတို့ပြောလိုက်တာတော့ဒါဒီဓာတ်လုံးတွေကမအောင်လို့ပေါ့နော်အဲ့ခဲဓာတ်လုံးတွေရှိရဲဒါဆိုလေးလည်းရှိရဲဟုတ်ကဲ့ပါဟုတ် admin 2ရောဘွားမှာကြုံခဲ့ရတဲ့သဘာဝသွန်ဖြစ်ပြလေးများရှိခဲ့သေးလားကျွန်တော်မှာတော့အဲ့လိုမျိုးကြုံရတာဘာညာတော့မရှိဘူးဒါမဲ့လေအဲ့ခုနဓာတ်လုံးတွေပါကြီးအကြောင်းပြောရင်းနဲ့မှလေရွာဖက်မှာနေတော့ကျွန်တော်အဲ့ရွာကနေဒီဘက်မပြောင်းလာခင်အရင်တော့ရွာမှာနေတဲ့အချိန်တော့ဆိုရင်အဲ့ဆုံးမီးစားရဆိုပြီးပြောကြတယ်ပေါ့ရွာလူကြီးတော်များများတော့တွေ့ဖူးကြတယ်လို့ပြောတယ်ဒါမဲ့ကိုယ်တိုင်မြင်ဘူးကမျိုးတော့မရှိဘူးဒါမဲ့အဲ့အဖွားတို့အမေတို့ပေါ့နော်သူတို့ကကြောင့်အဲ့များတော့ဖြစ်တော့မနက်ပိုင်းမှာဖြစ်တာလို့များတယ်ဖြစ်တာများတယ်လို့ပြောတယ်မနက်ပိုင်းအဲ့ဒီ3နာရီ4နာရီပတ်ဝန်းကျင်လောက်ပေါ့အဲ့ဒီအချိန်မျိုးမှာပေါ့နော်သူတို့ကအမျိုးပွဲတွေပါရှိရလို့အဲ့လိုအချိန်တွေထားရပြီဟေ့ဆိုရင်အမျိုးပေါ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်ဓာတ်လုံးလိုအလုံးမျိုးပေါ့နော်အဲ့မိတ်လိုက်လင်းလိုက်နဲ့အဲ့လိုမျိုးပြန်နေတာတွေ့ရပြီဟေ့ဆိုရင်သူတို့ကကြောင့်ဆုံးပြီးစားတယ်ဆိုပြီးမှအဲ့လိုမျိုးရွာခေါ်တော့တမျိုးခေါ်တယ်ပေါ့နော်ကျွန်တော်ဖက်တွေမှာကြောက်ဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အဲ့လိုဟာကြီးကြုံရပြီဟေ့ဆိုရင်သူတို့ကတော့ကြောက်ကြတယ်သွားမကြည့်နဲ့ပေါ့ဒါမျိုးဆိုကြည့်မကောင်းဘူးပေါ့ဘာလို့လဲကိုယ့်ရဲ့သူတို့ယုံကြည်မှုအရာတော့ကိုယ့်ရဲ့စီးပွားရေးထိနိုင်တယ်ပြီးလို့ရှိရင်ကိုအိမ်ရဲ့ကျန်းမာရေးပါထိနိုင်တယ်အဲ့လိုမျိုးတွေပေါ့နော်ပြီးလို့ရှိရင်မတော်လို့မှကိုကြည့်နေအောင်သူကတွေ့သွားလို့ရှိရင်ကိုယ့်အန်ဒီရပြုတ်မယ်ပါညာအဲ့လိုမျိုးယုံကြတာမျိုးတော့တွေ့ဘူးတယ်ပြီးတော့နောက်တစ်ခုကအိမ်ဆုံးတွေပါနေပတ်သက်ပြီးတော့လေအိမ်ဆုံးကြိုက်တယ်ပါညာဆိုပြီးတော့မှအဲဒီကဟာကြောအမင်တို့လည်းတီးကြမယ်ထင်တယ်လက်တို့ချီတို့မှာဆိုရင်ခရမ်းရောင်လိုမျိုးလေးတော့တခုခုနဲ့ခိုက်မိလို့ရောင်သွားတယ်လို့မျိုးခရမ်းရောင်အကွက်လေးဖြစ်နေတဲ့ဟာဆိုလို့ရှိရင်သူတို့ကစုံကြိုက်တယ်ဆိုပြီးမှပြောကြရပေါ့ဒါပေမဲ့ကျွန်တော်ရောငယ်ငယ်ကကြောင့်စဉ်းစားရပေါ့နော်ဆုံးကဘေးကနေဘလို့လာပြီးတော့အိမ်နေမှာလာကြိုက်သွားတာလဲပေါ့ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တီးကြတဲ့အဖြေတခုတော့မရခဲ့ဘူးပေါ့နော်အခုချိန်ထိလဲစူဝေးစောပါပဲကျွန်တော်ဒီတိုင်းကြားဖူးတယ်ဆိုရုံတော့ပဲရှိရပေါ့တော့အနေနဲ့လဲဆက်ပြီးလဲမစုံစမ်းဖြစ်ဘူးဆိုတော့ဟုတ်ကဲ့ကျွန်တော်လည်းအဲ့ဆုံးကိုက်တယ်ဆိုတဲ့အကြောင်းအရာတွေကြားဘူးတယ်နောက်ပြီးတော့အဲ့ဆုံးကိုက်တာနဲ့ပတ်သက်ပြီးတော့လည်းအမြင်တွေအမျိုးမျိုးရှိရပါတော့စေပညာအရာတွေလည်းဆရာဝန်တွေကအမျိုးမျိုးပြောတဲ့ဟာတွေလည်းကျွန်တော် post တွေတော့ဖတ်ဘူးတယ်ဒါပေမဲ့အရင်တော့မမှတ်မိတော့ဘူးပေါ့နော်ဆိုတော့အမြင်တွေကတော့အမျိုးမျိုးပါဟုတ်တယ်ရှင်အဲ့ဒါနဲ့ admin 2ပြောမှကျမလည်းသတိရတယ်ဒါကတော့လေကျမရဲ့မျက်စိနဲ့ကိုယ်တိုင်တွေ့ရပါတော့ခဏ admin 2ပြောသလိုပဲပါလေစုံမီစားတာလားဒါကျမတို့ဘက်မှာကြတော့အဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့စုံမီတောက်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်တာလဲဆိုတော့ကျမငယ်ငယ်ကလေးကဒါကိုလေဒါစိတ်ထင်တာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဘယ်လိုခံစားရလဲဆိုတော့အဲ့လိုစကားတွေပါတယ်တခုပြောလိုက်လို့ရှိရင်လေဖြစ်တယ်တိလားထူးဖြစ်ကောင်းတာတဲ့ပေါ့နော်မကောင်းတာတွေအဲ့လိုပြောလိုက်မိဖြစ်တယ်အဲ့ကြောင့်ငယ်ငယ်လေးကကျမဆိုလို့ရှိရင်ကိုထိန်းပြီးတော့နေရပေါ့နော်အဲ့ဒါနဲ့အဲ့လိုနေလိုက်ရင်ဘာကြောင့်မှမသိဘူးပေါ့နော်အဲ့လိုအမေကဘေးနေနေပါလေရုံတော့ဘေးနေတော့ကြည့်တော့ဘေးနေဆံမကပြောတယ်ပေါ့နော်ပညာတွေပေါ့နော်အရင်မဟုတ်ပေမဲ့အဲ့လိုနည်းနည်းပါပါတယ်ပေါ့ပြောရင်းနဲ့ကျမစက်သိမ်းတော့ထားရရှင်အဲ့တော့အဲ့ဒါနဲ့ကျမဒီအသက်16နှစ်ပြည့်မွေးနေ့ပါပေါ့ကျမကအထူးထူးဆန်းဆန်းကျမမွေးရနေ့ရလေညူရဖြစ်တဲ့အတွက်ကြောင့်အိမ်မှာသူတို့ကအဲ့လိုအိမ်ပေါ်တက်ပြီးတော့အိမ်ညာပြောပါကြတယ်ပေါ့ကွယ်အဲ့တော့ည7:00 နာရီလောက်မှာအလုံးအိမ်ကြီးပြန်သွားကြပြီကိုတငယ်ချင်းတွေရောအဖေရဲ့မိတ်ဆွေတွေရောပေါ့နော်အိမ်ပေါ်တက်မှာဆိုတော့နည်းနည်းသူကလာတာဆောင်လို့ဖြစ်တယ်အဲ့တော့အမမီးလေးထွန်းနိုင်တယ်ကျမကြံနေရဲ့ပကံလေးပါလေးတိတ်နေကျမတယောက်လေးရှိတော့တာအဲ့ဒါနဲ့ရုတ်တရက်ပေါ့နော်အဲ့ချိန်တော့တကယ်မကြောက်မရွံ့နေပါဒီအိမ်ပေါ်တက်ကနေလှမ်းပြီးတော့တွေ့လိုက်တာဥမာကျမတို့အိမ်ကနှစ်ထပ်ဆိုတော့အနည်းဆုံး1 မိုင်လောက်ရှိမယ်ပေါ့နော်ကျမတို့အိမ်ကနေလှမ်းကြည့်လိုက်လို့ရှိရင်နောက်ဆူဆူကိုကြည့်လိုက်လို့ရှိရင်အိမ်ဘက်မှာဒါလေကွင်းတွေရှိရပါရှင်အဲ့တော့အဲ့မှာထမ်းမီလေးရှိအုံးမီလေးရှိအဲ့ကြားထဲကနေမီးပုံး3 လုံးပေါ့နော်ဒီကအိမ်မီးပုံး3 လုံးကပြန်နေတော့ဒီတစ်ပင်ကြားထဲကနေပြန်တက်လာစဉ်းစားရအော်လို့သတိချက်လည်းမဟုတ်ပဲညီရညကြီးဂူတွေကမီးပုံးလွတ်တာလေပေါ့အဲ့ဒါနဲ့နောက်မှကြည့်နေတယ်သတိထားမိလိုက်တာမီးပုံးမဟုတ်ပဲနဲ့မီးလုံးပေါ့နော်ဘာလို့မီးပုံးနဲ့မှားလဲဆိုတော့မီးပုံးအရောင်နဲ့တော်တော်တူတာဟုတ်အဲ့ဒါနဲ့စ
ဆက်ကြည့်နေတဲ့အချိန်မှာအဲ့မီးပုံ၃လုံးမှာအကြီးဆုံးတစ်လုံးရဲ့အလက်ရဲ့အငယ်၃ခုရှိတယ်သူကမီးရောင်လေးကလည်းနည်းအဲ့လိုပိန်နေပေါ့နော်အငယ်ဆုံးကကြတော့အဲ့ဒါသူတို့ကလေဖိုးခနောက်ဆိုင်ပေါ့သိရမလားဖိုးခနောက်ဆိုင်ဆိုတာညီမတို့တတိကံပုံစံပေါ့နော်တတိကံထိတ်ဆုံး၃ခုပုံစံအဲ့လိုနဲ့လေပေါ်ပြန်တက်သွားတာရှင်ပြီးတော့အဲ့လိုမျိုးတတိကံပုံစံလေးသူကလှုပ်ပြီးတော့လေတယောက်ချင်းဆင်းလာဒါပေမဲ့အကြီးဆုံးတစ်လုံးကအရင်ဆင်းတဲ့ချိန်မှာအငယ်ဆုံးကမလိုက်ဘူးငယ်ဆုံးကမလိုက်ပဲနဲ့လေအဲ့လိုမျိုးကြီးအဲ့လိုရှောက်ပြန်နေရပါသေးရမလားအနားမှာရှောက်ပြန်နေအဲ့ဒါနဲ့အလက်ကလိုက်ခေါ်တယ်သူဟိုဘက်သွားတော့လေဟိုဘက်လိုက်ခေါ်ဒီဘက်သွားဒီဘက်လိုက်ခေါ်တယ်အဲ့ချိန်မှာကျမအဲ့ဒါမီးပုံမဟုတ်မှန်းသိတာဒါမဲ့လေခဏ admin တူပြောသလိုပေါ့သွားမကြည့်နေမကောင်းဆိုပဲစိတ်ကမရအောင်ကြည့်နေရတယ်လုံးဝမြတ်တော်မခက်ပဲကြည့်နေဒါမဲ့အခုချိန်ကျမပြန်စဉ်းစားမိရောအော်လို့တော်သေးရဲ့လို့ငါ့ကိုဒါဘာမှမပြူစားသွားတာပေါ့နော်သူတို့မြင်သွားတာဟိုမနေ့သူကမြင်တာမကြိုက်ဘူးလေအဲ့ဒါနဲ့အဲ့တော့ဆိုလို့ရှိရင်သူကလိုက်ခေါ်တာအလက်မှာအဲ့ဒါနဲ့ပြီးရောအဲ့၃ခုလုံးဆင်းသွားတယ်ဒါကိုလေးကြုံခဲ့ရတာလေးပေါ့နော်အဲ့ဒါနဲ့လေဆင်းသွားပြီးမှကိုလည်းကိုပြန်တတိရရရှင်အရန်လန့်သွားအဲ့နဲ့အိမ်ရောက်ဆင်းပြီးတော့အဖေသွားပြောဒီလိုပဲဆိုတာနဲ့အဖေကပြက်ကလေးကိုလှမ်းကြည့်ပြီးတော့ဟုတ်တယ်တဲ့ဒီသူပြောတာတော့သူတို့ကတွက်တက်တယ်ကျမတော့မသိဘူးပေါ့နော်ဒီလာပြီးညပြီးလို့ရှိရင်ဘယ်နေ့ပဲရက်ဆိုရင်သူကအပြင်ထွက်တယ်လို့ပါညာပြောတာပေါ့လေအဲ့လိုလေးရရှိရပါတော့ပြောရင်းနေတော့ကြောက်တယ်ရှင်တကယ်ဒူးဆန်းစရာလေးပါပဲတော်ပါသေးရဲ့ admin 1ကိုမပြူစားသွားကြတာဟုတ်တယ်ဒါပေမဲ့လေမပြုတ်စားဘူးဆိုပေမဲ့အဲ့ဒါနဲ့တွေ့ပြီးနောက်ပိုင်းကျမအရင်ငယ်တော့ရှိခဲ့တဲ့ဒီ ability လို့ပဲပြောမလားပေါ့နော်အဲ့ဒါပို့ပြီးတော့အားပြင်းလာတယ်လို့ခံစားရတယ်ဘယ်လိုမျိုးလဲဆိုတော့အဲ့လုံးကဆိုတာထူးထူးဆန်းလေးပေါ့နော်အဲ့ဒါလေးတွေ့ပြီးနောက်ပိုင်းမှာကျမလေးပြောတိုင်းတတိုင်းရတယ်ရှင်အရင်ထူးဆန်းနေဒါပေမဲ့ကိုကလိုချင်လို့စိတ်နဲ့ပြောရင်တော့မရဘူးပေါ့အဲ့လိုစိတ်ကနေမတိမတာပေါ့မှာငါဒါလေးလိုချင်လိုက်တာလို့ပြောလိုက်တာနဲ့ရတယ်အဲ့ဒါကဘယ်မှာစပြီးတတိထားမိရလဲဆိုတော့ကျမတို့ဆိုရင်ပြားရည်ဝယ်တဲ့ခါကျလို့ရှိရင်ပြားရည်ကနေဘက်မှာတော့မရှားပြင်ဖြစ်ပေါ့နော်ကျမတို့ဘက်ကပြားရည်အရင်ပေါ်တဲ့ဘက်မှာဟုတ်အဲ့တော့ပြားရည်ကိုဝယ်ဖို့ဆိုရင်ကျမတို့လိုက်ရှာရတယ်နော်ပြားရည်ရောင်းနေလို့လိုက်ရှာရတာရှားရတကယ်ပြားရည်အစီရပေါ့အဲ့ဒါနဲ့တနေ့ကျမကပြားတက်လက်လေးလိုချင်တယ်ပေါ့နော်ဘာလို့ဆိုကျမအဲ့လိုသိရမလား YouTube မှာရှောက်ကြည့်ပြီးတော့ပြားဖျောင်းလိုချင်တာဆိုတော့အဲ့နဲ့စိတ်ကစဉ်းစားလိုက်တာဒါအဲ့လိုညနေပိုင်းလို့ပေါ့နော်ရေချိုးနေတဲ့အချိန်စဉ်းစားလိုက်တာနောက်နေ့ကျတော့နေ့လေအိမ်ရှိမှာထိုင်နေတယ်လေအိမ်ရှိကိုဆက်ဆိုင်မဲ့မြိုက်ပြားရည်ရောင်းမဲ့လူကဆိုင်ကယ်နဲ့ရောက်လာတယ်အဲ့လိုကွတီပဲရောက်လာတာကွတီပဲရောက်လာဟုတ်တယ်အဲ့မှာသူ့မှာပြားရည်တွေမကောက်ပြားတက်လက်တွေလည်းပါတယ်အဲ့လိုမျိုးနောက်တစ်ခါကျတော့ဘယ်လိုပြောမလဲဆိုတော့အဲ့ဒါပို့ပြီးတော့ထင်ရှားရပါတော့တိုက်ဆိုင်မှုလားဟုတ်လားမဟုတ်လားမသိဘူးနှစ်ခါပေါ့နော် give away Facebook မှာဆိုရင်ကျမတို့ give away တွေပြီးရမလားအဲ့တော့ပထမတစ်ခုကကျတော့ကျမတငယ်ချင်းပေါ့နော်သူကဂီတာလေးအရန်လိုချင်တော့အဲ့ဒီတည့်ရတိုင်း give away ပြီးရင်တငယ်ချင်းတွေမလားရှင်းပြီးလိုချင်ပါတယ်ဘာညာပြောရတယ်မလားအဲ့တော့ကျမကလည်းတကယ်သူလည်းတကယ်လိုချင်တာဆိုစိတ်ရင်းစေတနာမှန်နဲ့တကယ်ဆူတောင်းပေးလိုက်တာပေါ့နော်တကယ်ကြီးပေါက်သွားတယ်လားဟုတ်မှာ give away ဝင်ရွေးလူတရားထဲမှာသူတယောက်တည်းပေါက်တာအဲ့လိုတစ်ခါပေါက်တယ်ဟုတ်တယ်ကဲအခုနားထောင်နေတဲ့ audience တွေကိုလည်းရီးစားမရှိသေးတဲ့သူတွေရီးစားရတော့လေးဆူတောင်းပေးလိုက်ပါဒါကိုငကိုရှိမှတကိုင်းထွက်တယ်လို့ပဲပေါ့နော်ကိုထူးကိုချုံမရမှာပေါ့အဲ့လိုဆိုတော့လေခုနပြောသလိုမျိုးပေါ့နော် M1 ပြောတာကြောင့်admin မှာလည်းအဲ့လို ability တွေပါရှိတယ်လို့ပြောထားဆိုတော့သူတို့မပြုတ်စားတာကြတော့အဲ့ဒီသူတို့ပညာရှင်အချင်းမလို့မပြုတ်စားဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေနိုင်မလားမသိဘူးเนาะကျွန်တော်အချင်း power ပူကြီးနေလို့ထင်ပါတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမပြောရဲပါဘူးဒါနေရနေမှာနားရရှိလေအဲ့တော့ဒါကတော့အဲ့လိုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူတို့ကလည်းကျမမတွေ့သွားလည်းဖြစ်မှာပေါ့နော်ပြီးတော့လေအဲ့ဒီဟာမိသားစုလိုပုံစံမျိုးထင်တယ်နော်အကြီးအသေးနဲ့ဆိုတော့ဟုတ်တယ်ရှင်စုံစမ်းကြည့်လိုက်တော့ပေါ့နော်အဲ့ဒီကျမတို့ရဲ့ဒီဟိုဘက်ဒီဘယ်လိုပြောမလဲမြို့စွန်ကြရပြောမလားမြို့စွန်ဘက်မှာဆိုလို့ရှိရင်အဲ့လိုရှိရပေါ့နော်ဒါကျမတို့ကကြတော့မွန်ဆိုတော့အဲ့လိုမျိုးသူတို့အယူရရှိရပေါ့ဒါပေမဲ့ကျမတို့နေဘက်မှာဆိုအရန်များတာက
ဖယားယူလည်းရှိရဲ့နတ်အယူလည်းရှိရဲ့နတ်အယူမှာရိုးရိုးမြန်မာနတ်အယူနဲ့မိုးနတ်အယူဆိုပြီးရှိသေးတယ်တော်တော်များရဲ့ကိစ္စတွေပါပဲ အခုပေါ့နော်ဒီ admin 1ကြုံတွေ့ခဲ့ရတဲ့ဟာတွေကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဟာကြီးရှင်းပြပြီးတဲ့နောက်မှာပေါ့ admin 3အနေနဲ့ရောအဲ့လိုဘဝမှာထူးထူးဆန်းဆန်းကြုံခဲ့ရတာမျိုးတွေပါရှိမယ်ဆိုလို့ရှိရင်တခြားလောက် sharing လုပ်ပေးနိုင်မလား ဟုတ်ကဲ့ကျွန်တော်ကတော့အဲ့လိုမျိုးတူတူဆန်းကြုံခဲ့ရတာအများကြီးတော့မရှိပေမဲ့လို့ပြောရမယ်ကျွန်တော်တို့ကအဲ့ဒီနာနာဘဝတွေတော့အဲ့လိုတဘာဝလုံးဖြစ်ရတဲ့နေဆိုရင်နည်းနည်းကြီးကြိုက်တယ်လို့ပဲပြောမှမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အပေါ်မှာ6လလန့်တာမျိုးတွေကတိတ်မရှိခဲ့ဘူးကျွန်တော်တို့အရင်နေခဲ့လွန်ခဲ့တဲ့2015လောက်ကပေါ့နော်အဲ့ဒီကနေခဲ့တဲ့အိမ်တိုင်မှာဆိုလို့ရှိရင်တရေကအရန်6တာအရန်6တယ်ဆိုတာကျွန်တော်တို့မတိုင်ခင်တည်းက6တာပေါ့နော်အဲ့ဒီမာရောကဆိုလို့ရှိရင်အဖိုးနဲ့အဖွာနဲ့2ယောက်ရှိတယ်အဖိုးကဇက်အဲ့လိုဇက်တွေပါကြီးကတဲ့အဖိုးပဲအဖွာကျတော့ညနေဘက်ကြလို့ရှိရင်သူကတနက်ခါတွေးပြီးတော့အရန်အလားပြင်းတယ်ပြီးရင်ရက်ွက်တယ်ပတ်တယ်ပေါ့နော်အဲ့လိုမျိုးသွားတယ်တယောက်အဲ့ဒီလိုမျိုးကျွန်တော်ကြားထားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုနဲ့ကျွန်တော်တို့ကအဲ့ဒီအိမ်ကိုသွားငားတယ်ကျွန်တော်တို့ဟိုမတိုင်ခင်တုန်းကဒီအိမ်ကလည်းတော်တော်လေးကိုပြစ်ထားတာဖြစ်သွားပြီဘာကြောင့်လဲဆိုတော့လူလည်းမနေကြဘူးနောက်ပြီးတော့ငားလည်းမငားရဲကြဘူးပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့မှာအခက်အခဲတွေဖြစ်လာတယ်ကျွန်တော်အတီးတွေကနေပြီးတော့အဆက်ဆက်ရပြီးတော့ဆက်သွယ်ရပြီးတော့ကျွန်တော်တို့ကဒီအိမ်ကိုငားဖြစ်သွားတယ်ငားဖြစ်သွားတဲ့အခါမှာနေပြီးဘယ်တော့မှမကြပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်ကနေပြောလာတယ်ဒီအိမ်မှာပါရှိရတော့ညရှိရတော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကမကြောက်ဘူးပေါ့နော်မကြောက်ဆိုတော့လေကိုယ်တိုင်လည်းအရင်ကြီးမကြုံတွေ့ခဲ့တာလို့လည်းပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတွေကြားရတဲ့အခါမှာကျွန်တော်ဆက်စချင်းစိတ်ထဲမှာတခုတော့ရည်စူးလိုက်တယ်ဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီလိုတကယ်လို့ပေါ့နော်ဒီအိမ်ကြီးရဲ့မှာအဲ့လိုနာနာဘဝတွေပါရှိရဲဆိုလို့ရှိရင်လည်းငါတို့ကိုလည်းမင်းတို့အနေနဲ့မပေးနဲ့ငါတို့လည်းမင်းတို့အနေနဲ့မပေးဘူးမင်းတို့လည်းမင်းတို့သွားငါတို့လည်းငါတို့သွားဆိုတော့အဲ့လိုမျိုးဟာတွေတခြားလည်းကြားဘူးကြမယ်လို့ထင်ပါတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်စိတ်ထဲကနေပြီးတော့ရီမန်းလိုက်ပြီးတော့လို့ထားလိုက်တယ်ပေါ့နော်ထားလိုက်တော့အဲ့လိုကြောင်းမို့လို့ထင်ပါတယ်ကျွန်တော်တို့ပေါ်မှာ6တာလန့်တာမျိုးတွေအရင်လုံးဝမရှိခဲ့ဘူးကျွန်တော်အဲ့ဒီအိမ်မှာနေခဲ့တာ4နှစ်ခွဲကျော်လောက်နေခဲ့တယ်တကယ်ဆိုလို့ရှိရင်တကယ်6တယ်ပေါ့နော်6တယ်ဆိုတာကပုံမှန်ကောင်းမှုမနေတဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့6ခံရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့ဒီကာလမှာကျွန်တော်လုံးဝမခံရတာမျိုးတော့မဟုတ်ပါဘူးတခါတလေညနေပတ်တွေဆိုလို့ရှိရင်တနက်ခါသွေးတန်းနေကြတယ်တော့ပေမဲ့လည်းအိမ်ကြီးဆိုတာလည်းကတ်နေတော့ဗျာဘေးအိမ်ရပဲလားဘာလားလို့ထင်ကြတာဒါပေမဲ့တကယ်တော့အဲ့လိုသူကအပေါ်ဓာတ်မှာပေါ့နော်အိမ်က2ထပ်ဆိုတော့အိမ်ရဲ့အပေါ်ဓာတ်မှာအဲ့လိုတနက်ခါသွေးတန်းလေးရှိတယ်အဲတခါတလေကျလမ်းလျှောက်တန်းနေရှိတယ်စသဖြင့်ပေါ့နော်ညာဘက်ကြလို့ရှိရင်တခါတလေကျအရိပ်လေးဖြတ်သွားတာမျိုးတွေအဲ့လိုမျိုးတွေကြုံရတယ်တော့ပေမဲ့လည်းအရန်ကြီးဟိုရုပ်ကြီးပြပြီးတော့6တာမျိုးအရန်ကြီးကြောင်းလန့်သွားလောက်တာမျိုးတွေတော့မရှိခဲ့ဘူးပေါ့နော်တော့ပေမဲ့ကျွန်တော်တို့အိမ်ပြောင်းသွားတော့မယ်ဆိုတဲ့ခါလာပေါ့ကျွန်တော်ဒီကောင်၄နှစ်ခွဲလောက်ကြာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အိမ်ပြောင်းတော့မယ်တခြားအိမ်တိမ်တွေသွားတယ်ဆိုတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့သူတို့အိမ်မပြီးပြောင်းစီချင်တာလားတော့မသိဘူးစပြီးတော့ဒုံတိုင်းလောက်ရောအဲ့တော့နေနေတဲ့ကာလအေးစစ်စစ်ပဲဘာမှမရှိဘူးသူတို့လည်းကျွန်တော်အစားရပိုင်းကျွေးတာမျိုးဘာတွေလည်းမရှိပါဘူးဒီတိုင်းသူလည်းသူနေကိုလည်းကိုလန်ကိုနေဆိုတဲ့ပုံစံနဲ့ပဲနေနေတာပဲဒါပေမဲ့ကျွန်တော်အိမ်ပြောင်းရမယ်ဆိုတဲ့ကာလမျိုးမှာကျတော့နည်း6တာလန့်တာမျိုးလေးတွေရောတွေ့လာတယ်အထူးသဖြင့်ကျွန်တော်အမေတို့အဖေတို့ကတော့ပိုကြုံရတယ်ပေါ့နော်ဒါပေမဲ့သူတို့တွေကတော့အရင်မကြောက်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မတိမတာပဲနေလိုက်တယ်ပြီးတော့ကျွန်တော်လည်းမပြောပြဘူးအဲ့လေကလေးအရွယ်ပဲရှိသေးတာဆိုတော့ကြောက်မှာဆိုတဲ့အတွက်ကြောင့်မလို့တရက်ကြတော့ကျွန်တော်အဖေရောအမေရောအိမ်မှာမရှိဘူးအိမ်မှာမရှိတဲ့အခါမှာကျွန်တော်အိမ်မှာတယောက်တည်းပေါ့နော်အဲ့ဒီထက်မှာကျွန်တော်လည်းအဲ့ဒီကာလာတော့ကဘာကြောင့်မလို့လဲမသိအပေါ်ရက်မှာပဲကျွန်တော်နေရတဲ့ကာလာမျိုးအပေါ်ရက်အိမ်ရှိမှာနေနေတာအိမ်ရှိမှာနေနေတဲ့အနောက်ဘေးကနေပြီးတော့ဟိုဒီတိုင်းဘာမှမရှိဘူးပေါ့နော်လူကလည်းအဲ့ဒီမတိုင်ခင်တော့ကဒီအိမ်မှာတခုရှိသားတယ်ဆိုတော့တွေးရဝင်နေတယ်အဲ့မတိုင်ခင်တော့နည်းနည်းတိထားပြီဆိုတော့တွေးဝင်နေတော့စိတ်ထဲမှာတော့နည်းနည်းတော့ကြောက်တဲ့စိတ်တွေတော့ရှိရပေါ့နော်အဲ့လိုနဲ့အိမ်ရှိမှာပဲကျွန်တော်ထိုင်နေတဲ့အချိန်မှာအိမ်နောက်ဘေးခန်းကနေပြီးတော့ကလထိုင်တစ်ခုကဘာမှမဟုတ်ဘူးဒီတိုင်းပြုတ်ကျလာတယ်ပြုတ်ချလာတဲ့ကလထိုင်တန်ကြားပြီးတဲ့အခါမှာကျွန်တော်တော်တော်လေးလန့်သွားတယ်ဆိုတော့ချွေးရိုက်ပြန်ပြီးတော့အောက်တက်ပြေးစီတခါတည်းပဲကောက်ဖွင့်ပြီးတော့အဲ့လိုနေလိုက်ရတဲ့အထိဖြစ်သွားတယ်ပေါ့နော်အဲ့လိုကလထိုင်ပြုတ်ချလာတဲ့ဟာကအမြင်တော့မျိုးမျိုးရှိနိုင်ပါတယ်ဒါကသူ့ဘာသူဟိုကြွက်တွေဘာတွေထိပြီးတော့ပဲပြုတ်ချလာလည်းဖြစ်နိုင်တယ်လို့တော့ပေမဲ့ဒီလိုမျိုးနာနာဘဝတွေကကျွန်တော်ကိုအတိပေးတဲ့ပုံစံများမဟုတ်6လမ်းတဲ့ပုံစံစနောက်တဲ့ပုံစံမျိုးနဲ့လောက်လိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလောက်ပဲကျွန်တော်ဘဝမှာကြုံခဲ့ပူတာရှိတယ်ဒါပေမဲ့ကျွန်တော်နေခဲ့ပူတဲ့အိမ်တွေနှလုံး3လုံးလောက်ဆိုလို့ရှိရင်အဲ့လိုမျိုးတရေတွေပါရီတော့ကြုံခဲ့ပူတယ်ဆိုပေမဲ့သူတို့နဲ့အဆင်ပြေပြေနေနိုင်ခဲ့တယ်လို့ပြောရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ကြုံတွေ့ခဲ့ရတာတော့တလောက်ပါပဲadmin 3ပြောသွားတယ်လို့ပဲဒီလားကျမလည်းအဲ့တော့ငယ်ငယ်တော့အဖြစ်တစ်ခုသတိရမိတယ်ကျမတို့ကငယ်ငယ်တော့အဲ့လိုအိမ်
မိသားစုအိမ်ကနေထွက်လာပြီးတော့နော်ဖေနဲ့မေကအပြင်မှာချီချတော့အိမ်ငါးပြီးနေခဲ့ရတယ်ပေါ့နော်အဲ့နဲ့အဲ့လိုအိမ်ငါးပြီးနေခဲ့ရတော့ကျမတို့အဲ့လိုအရင်ဆုံးကျမတို့ကိုစရတဲ့အိမ်ပေါ့နော်အိမ်မှာကျတော့ရက်ကွက်မှာအမေကထူးထူးဆန်းဆန်းကျမတို့ကိုစရတော့တဲ့သူဖះရှိခိုးနေတဲ့အချိန်မှာပေါ့နော်ဒါသိရမလားရေခေတော့အိမ်ဆိုပြင်အောင်အိမ်နေလေခြေတန်းရှိအိမ်လေးဆိုတော့လေကားပေါ်ကနေထမိန်နဲ့တက်တာပေါ့နော်သူဒီမျက်မြင်ကိုတွေ့ရလို့ပြောတယ်ပေါ့လေလေကားပေါ်ကနေထမိန်တက်လာပြီးတော့ပေါ့နော်သူပြောတယ်တဲ့ဒါအာယုံမှာပေါ့နော်အာယုံမှာဒီမှာနေချင်းလို့ပါတဲ့ဖွားကြီးလို့ပြောတယ်ပေါ့60 90လောက်ဖွားကြီးလို့ပြောနေချင်းလို့ပါတဲ့နေချင်းလို့ဆိုတော့အမေကလည်းအဲ့တော့သူတို့ကတကယ်ပေါ့နော်အမင်း3ရဲ့အမေကြီးနဲ့အဖေလိုပဲသူတို့ရတက်တီခဲ့သလားကျမတို့ဒါတကယ်အဲ့လိုကြုံရင်လေထားထွက်ကြည့်လို့တော့တော့မဟုတ်အဲ့တော့ဟုတ်ကဲ့ပါတဲ့နေရတယ်ပေါ့ဆိုပြီးတော့အဲ့လိုပဲထားလိုက်တာပေါ့နော်အဲ့ဒီနောက်ပိုင်းကျမမူရဲ့ခါကြတော့လေကျမကအဲ့လိုလူကြီးစကားကြီးအရန်ပြောရလို့ငငယ်ကလေးကသိရတယ်ပေါ့နော်အဲ့လိုဒါတော့လူကြီးမျိုးပြန်ပြောပြရပေါ့နော်ငငယ်ကလေးကစောစီးပေါ့နော်9လနဲ့စကားပြောတယ်ပြီးတော့အိမ်သွားမယ်အိမ်ပြန်မယ်လို့ပြောလို့ရှိရင်ကျမတို့လက်ရှိနေနေအိမ်မဟုတ်ဘူးねတခြားနေအောင်ညွန်ပြရတယ်ပေါ့နော်ဘယ်လိုရှိရပြီးတော့ထူးဆန်းဆုံးဟာကကျမငယ်ငယ်တော့ခြေထဲမှာပြီးအရင်တော်တယ်လို့ပြောကြတယ်အရင်ဟိုဟာလောက်ပေါ့နော်ကျမတို့ဆိုရင်ကလေးတွေအဲ့လို9လသားပေါ့နော်9လ9လအဲ့လိုအချိန်ကြီးတော့အမေတို့ကစီးပွားရေးတိတ်ဆင်မပြေချောင်းအမေကအဘကိုမင်းကောင်ကိုးတယ်အဲ့တော့အဘကိုပြောရပေါ့နော်ပတ်စံလေးပါလေးရမယ်ခွင့်လန်းလေးရှိမလားဆိုတော့အဲ့တော့အမေကချဲထိုးတယ်ပေါ့နော်ဟိုလောင်းကစားဝါသနာပါလို့ထက်ရလို့ရညာပေါ့နော်အဲ့တော့ကျတော့ပတ်စံလေးနှစ်ဆပွားပေးနိုင်တာဟုတ်ချဲထိုးရကြတော့နှလုံးထိုးတော့အဲ့မှာတနေ့ကျမတို့ထမင်းချွေးနေရင်လည်းကျမကတဲ့ဒီလိုထုတ်တန်းပေါ့နော်ထုတ်တန်းအပေါ်မှာရှိရတခုနဲ့စကားပြောနေရလို့ပြောအဲ့လိုကလေးဆိုသေးမလားအာပြင်းနဲ့អော်နေရပေါ့ဒါပေမဲ့ပြီးရဲ့ခါကျတော့အမေကသမီးဘာပြောလို့လဲလို့ပြောတဲ့ခါကျတော့လက်ကိုတဲ့3ညနဲ့တစ်ဆိုပြီးထောင်ပြရပေါ့နော်တည်ရမလားလက်ဟန်မရလေးလေဒါပေမဲ့ကလေးကဒါကြီးဘယ်လိုသိမှလဲပေါ့အရန်ထူးဆန်းနေဆိုပြီးဒါမဲ့လေသူထိုးကြည့်လိုက်တယ်ပေါ့နော်ကလေးတွေကတချို့နဲ့တငယ်လေးကပြီးတယ်ပါညာလို့ရှိရောထိုးကြည့်လိုက်တော့တကယ်ပေါက်တယ်ရှင်1000ပို့ပေါက်သွားအော်ကန်ကောင်းတာပဲဆိုတော့ကျွန်တော်လည်းကြားမှုတယ်ပေါ့နော်ကလေးတွေဆိုတာလည်းအဲ့လိုမျိုးတခြားတဘာဝလုံးဖြစ်ရဲ့ data မွေးအဲ့လိုမျိုးအရာတွေနဲ့အထီးတွေပို့ပြီးတော့ရှိရပို့ပြီးတော့မြင်နိုင်တယ်ဆိုတာမျိုးတွေတော့ကျွန်တော်လည်းအဲ့လိုနည်းနည်းပါတော့လက်ခံပါတယ်ဟုတ်တယ်ဒါမဲ့တကယ်အခု main part ကအခုမှလာမှာပေါ့နော်အဲ့တော့ကျမတို့အမှဒါပထမအိမ်ပေါ့နော်ဒုတိယအိမ်ပြောင်းတဲ့ခါကျတော့အဲ့အိမ်ကခြံကဒီဘုန်းကြီးကျောင်းကပိုင်တာပေါ့နော်ဒါပေမဲ့ဘုန်းကြီးကဒီခြံကိုပိုင်နေဝေထားပြီးတော့သူကအဲ့လိုတကာတယောက်အမိခံပြီးတော့အိမ်ငါးစားတာပေါ့အဲ့လိုမျိုးအဲ့နဲ့ကျမတို့ကအဲ့အိမ်ကိုငားတဲ့ခါကျအဲ့အိမ်နည်းနည်းရာဆိုရင်ရှိရပေါ့နော်သူတို့ပြောတော့ accident ဖြစ်တယ်လို့ပြောတာပဲအိမ်ကနှစ်ထပ်မဟုတ်ရှင်တစ်ထပ်အိမ်ပဲဒါပေမဲ့တိုက်အိမ်ပေါ့နော်တစ်ထပ်တိုက်အိမ်ဟိုမြေကြီးကနည်းနည်းမြင့်ထားပါတော့လို့လေက30-40လောက်ရှိတယ်အဲ့တော့အမအရင်အဆောက်အဦလုပ်တော့ငါတဲ့ပထမနေတဲ့လူတွေကပေါ့နော်အဖိုးနဲ့ဘွားတယောက်ကအဲ့လိုပဲလေကားနေချိုးကြပြီးတော့ဆုံးပါသွားတယ်ပေါ့နော်လို့ပြောတယ်နောက်ပြီးတော့ခလေးတယောက်လည်းအဲ့လိုပဲလေကားနေပြကြပြီးတော့အဲ့လိုဖြစ်သွားတယ်လို့ပြောကြတာရှိဘူးတယ်ပေါ့နော်ဒါပေမဲ့လည်းမတတ်နိုင်လေအင်္ဂါကဂျန်တဲ့အိမ်လေးထက်ဈေးသက်တာတော့အဲ့ဒါပဲငားရတော့ပေါ့အဲ့တော့ဆဆချင်းမှလည်းအဲ့လိုမျိုးထူးဆန်းတာရှိခဲ့ပေါ့နော်ဒီအမင်3ပြောဘလို့ထူးဆန်းတာလဲဆိုတော့အဲ့လိုအမင်3ပြောတဲ့အတိုင်းပဲတထရရဲပဲအတန်နေကြားတယ်ဂလုံးကန်နော်ရိတ်တီတွေအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့မိဘတွေကအဲ့လိုပေါ့မှာဖះစာလေးဖွင့်ပြီးရပြီးတော့သူတို့နဲ့ညှိနှိုင်းပြီးနေရအဲ့လိုခါကြတော့နောက်ပိုင်းအဆင်ပြေသွားတယ်ဒါပေမဲ့တထရလေးတူတာလေကျမတို့အိမ်ကနေပြောင်းလို့မယ်ဆိုတဲ့ခါကြတော့ပကံနေအိမ်နောက်ဖီမှာအဲ့လိုပြောစတီးပကံနေကိုလေတညလုံးလုံးဝအိမ်လို့မရအောင်လုပ်တာတခါရဲဂလန်နဲ့လေအဲ့လိုမျိုးတကယ်သွားကြည့်ရင်ကြက်ကွဲနေရလားဆိုရင်မဟုတ်ဘူးသူ့နေရာမှာသူရှိရသေးလားအဲ့လိုမျိုးလေးပေါ့နော်ဟုတ်ပါတယ်သူတို့တွေကဒီနေနေတဲ့သူတွေနဲ့အဆင်ပြေတယ်။ဘာပြဿနာမှမရှိဘူးဆိုလို့ရှိရင်ဒီလူတွေနဲ့ပဲဆက်နေကြတဲ့
အနေထားမှာရှိတော့ကျွန်တော်မြင်မိတယ်ပေါ့နော်ဆိုတော့ထားပါကျွန်တော်အကြောင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ပြောင်းသွားပြီးတော့မကြခင်ပါပဲနောက်အိမ်ပိုင်ရှင်တွေအသက်တက်လာတယ်အဲ့အိမ်ပိုင်ရှင်တွေကသူတို့ကဘယ်လိုယူဆလိုက်တာလဲဆိုတော့ကျွန်တော်တို့တောင်မှ ACC လေးနေနိုင်တာဒီအိမ်မှာအဲ့လိုမျိုးအချောင်းလန့်နေမရှိပါဘူးလို့ယုံကြည်ပြီးတော့သူတို့ကလာပြန်နေတယ်ပေါ့နော်လာပြန်နေတဲ့အခါမှာအိမ်ကိုလည်းတေချာပြန်ပြင်ပြီးတော့မှနေကြတယ်ဒါပေမဲ့ဘယ်လိုပဲပြင်သူတို့နေပြီးဘယ်လောက်မကြောက်ဘူးအိမ်ပေါ်တော့ပါသူတို့ကမနက်ပိုင်းလည်းမတက်ရညပိုင်းလည်းမတက်ရအောင်ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဟိုကအရန်6လွတ်တာလို့ပြောတယ်ပေါ့နော်။ကျွန်တော်ကိုယ်တိုင်မကြုံရဘူးဒါပေမဲ့ကြားနေရတဲ့အရာဆိုလို့ရှိရင်တော့ပြောမယ်ဆိုရင်ဒီလူတွေကအဲ့ဒီမှာနေတဲ့ဟိုနာဘဝတွေနဲ့တိတ်ပြီးတော့အစီမကိုက်ဘူး။သူတို့နေထိုင်တဲ့ပုံစံတွေလည်းရှိလိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်ရပေါ့နော်။အဲ့လိုမျိုးတွေအကြောင်းမို့လို့အစီမပြေတာတွေ6လက်နာတွေအများကြီးရှိလိမ့်တယ်လို့တော့ထင်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုတော့ဖြစ်တယ်ဆိုတော့ကြားလိုက်ရပါသေးတယ်။ 哇，အဲ့ဒါတကယ်ကြောက်ဖို့ကောင်းတာပဲပေါ့။အမ်ပေါ်ဟုတ်တယ်ဒါပေမဲ့တခါလေကြောက်လို့ရှိရင်လေကျမတွေးမိရတဲ့ကွာကြတော့သူတို့တွေကလည်းတစ်ချိန်ရတာပေါ့နော်လူတွေကျမတို့လိုလူတွေပါပဲအဲ့တော့ကောင်းဆုံးကတော့သူတို့လည်းသူတို့နေတယ်ကိုကျမတို့လည်းကိုနေကြရပါတော့ဒီကတင်းမြအောင်နေရှိရနေရတယ်သွားရင်လည်းအဲ့လိုပေါ့အဲ့တော့အဲ့လိုမှကျမတခုစဉ်းစားမိရပါတော့အဲ့လိုတင်းမြအောင်နေဆိုတော့ကျမအဖေဖြစ်ခဲ့ဖို့တဲ့experience တွေတခုရှိရပါတော့သူကအရင်တော့အဲ့လိုကျမတို့စိုင်နေပါရဲ့ဖွင့်တော့တခြားမြို့တွေမှာလည်းစိုင်ခွဲတွေဖွင့်တော့အဲ့မှာအဆောင်တစ်ခုငှားလိုက်တာပေါ့နော်အဲ့တော့မြောက်ရီမှာပါမြောက်ရီဘယ်လိုလက်မတန်းတစ်ခုမှာအဆောင်တစ်ခုငှားလိုက်တော့အဲ့မှာအဆောင်ကကွာတန်တဲ့အဆောင်ထဲအဲ့လိုမျိုးဈေးလျှော့ပြီးတော့ငှားပြီးဈေးလျှော့ပြီးငှားတော့အဆင်ပြေရတော့ပဲပေါ့ဒါပဲပြီးနေမိကြီးရဲ့ခါကျတော့ပိုင်ရှင်ကသုံးသွားပြီးတဲ့နောက်မှာသူကသားသမီး3ယောက်ရှိရပေါ့သားတစ်ယောက်သမီး2ယောက်ရှိရအမွေလူတာပေါ့လေနော်ကျမတို့ကြားနေကြအတိုင်းပဲငွေလူတော့ညီမငယ်လေးကိုမပြီးချင်အကြီးတစ်ယောက်ကအပိုင်စီးချင်တာအဲ့ဒါနဲ့အိမ်ကိုရောင်းပြီးတော့ဒါအန်းခိုင်းမယ်ဆိုရင်လောက်တာလုံးဝရောင်းလို့မရရောင်းလို့မထောင်လို့တာပေါ့နော်အဲ့ဒါတော့အရန်တော့မကြမ်းဘူးသူကဒီတိုင်း6လနာလောက်ပဲလောက်တာဒါပေမဲ့ဒါထူးဆန်းတာတစ်ခုပေါ့နော်ဒီလိုရုပ်ဝတ္ထုမရှိတဲ့လူတွေလုံနိုင်ဆိုတာဘယ်လောက်ထိကြီးလဲဆိုတာအဲ့တော့အိန္ဒိယမှာအဖေပထမဆုံးအိတ်တဲ့ချိန်မှာကျမတို့အိန္ဒိယနေကို construction လုပ်ဖြူချတယ်သိရမလားလို့နေရန်ကြီးတွေရာလေ3နှစ်မှလောက်အထူနေရန်ကြီးတွေကိုလေတူကြီးနဲ့ထုပြီးတော့ဖြူချတဲ့အတန်မျိုးလို့အကျယ်ကြီးပဲလုံးဝအိတ်လို့မရအဲ့ဒါနဲ့तू ကအထက်ကတော်တော်အိမ်ကတော်တော်ကြီးရဲ့တိုက်ပေါ့နော်တိုက်က3တန်လား4တန်လားမသိရှိအဲ့တော့အဖေကနှစ်ထပ်မှာအိတ်တယ်နှစ်ထပ်မှာအိမ်3တက်ကထုတယ်3တက်ကိုတိုင်နှစ်ထပ်ကထုတယ်အဲ့လိုမျိုးခံရတာအဲ့ဒါလုံးဝနောက်ဆိုအိတ်လို့မရတဲ့ခါကျတော့အဲ့လိုပြီးနေမေးရင်အဲ့လိုဖြစ်တယ်ဆိုတာသိသွားတော့ဒါမဲ့လည်းအိမ်ကပြောင်းသွားလဲအဆင်မပြေသေးဘူးတလားစာချုပ်ဆိုတော့အော်ဒါလားပြောရင်းဆိုရင်လည်းကြားရမလားတော့မသိပါဘူးခွေးတော့ဦးနေဟုတ်အဲ့တော့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့သူကအဲ့လိုအရင်အနော်ကြီးဖြစ်လာတယ်ပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးမတက်နိုင်တော့ဘာလို့ရလဲဆိုတော့တည့်ရတိုင်းမဒီလန်ဟောင်းလေးပေါ့ဟေးလေးဝယ်မယ်ထမင်းလေးနဲ့ပကံနဲ့ကြကြနနတိချာတိုင်းမစပွဲဝယ်မှာပြင်ပြီးတော့စကားထိုင်ပြောတာသူ့တက်တီလည်းတော်တော်ချီပါတယ်စကားထိုင်ပြောတာပေါ့ဟုတ်အဲ့တော့အဲ့ဒါနဲ့ဆက်ပြီးတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဖေးကအရန်တက်တီကောင်းတဲ့ထဲပါတာအဲ့ဒါနဲ့သူကအလုံးဝမခံနိုင်တော့တဲ့ဆိုအရင်ဒီလန်ဟောင်းတိုင်းပေါ့ရှင်ဟင်းနေဝယ်တယ်ထမင်းနေဝယ်ပြီးတော့ထမင်းစပွဲမှာတန်းနနာလေးတီချာလှုပ်ပြီးတော့အဲ့လိုဆွေးနေတာပေါ့နော်စကားပြောတာပေါ့လာမလာတော့မသိဘူးဒါမဲ့ခေါ်လိုက်တယ်ပေါ့နော်ဒီမှာရှိရဲ့စောင့်နေတဲ့ဘယ်သူမဆိုပေါ့နော်ကျွန်တော်စကားပြောချင်လို့ဘာညာဆိုပြီးခေါ်ပြီးတော့ကျွန်တော်ကလုပ်ငန်းလာလုပ်တာမို့လို့ဒီကိုလည်းကျွန်တော်ငှားထားတာမို့လို့ပေါ့နော်ကြိုးမနေစေချင်ဘူးဆိုလို့ရှိရင်လည်းစာချုပ်ပြီးမှပဲကျွန်တော်ထွက်သွားလို့ရမှာမို့လို့အခုတလို့တော့ကျွန်တော်ကိုဘာအနေနဲ့မပြီးပဲနဲ့အတူအကောင့်ရှင်တွေနေထိုင်ရအောင်ပေါ့နော်ဆက်စ admin 3ပြောသလိုပဲညှိနှိုင်းယူရတာပေါ့ဘယ်ဖြစ်လူတွေပဲလीနော်အချိန်ကလူတွေပဲဆိုတော့နားလည်ပါတယ်အဲ့ဒါနဲ့အဆင်ပြေသွားတာတွေမကပဲနဲ့သူကပြန်မကူညီရရှင်ကျမတို့အဲ့တုန်းကဆိုလို့ရှိရင်ဒါရေချိုးကန်တော့ဒုတိယထပ်မှာရှိတာဒါပေမဲ့ရေစက်နဲ့ရေတင်တာပထမပေါ့နော် ground floor မှာရှိတာအဲ့တော့ရေချိုးနေရင်လည်းအဖေကအဲ့လိုရေတင်ထားတော့ရေပြည့်သွားတော့လှမ်းអော်လိုက်တာသူကလည်းစမ်းကြည့်ချင်နေတယ်ပါတယ်ရေပြည့်နေပြီပေါ့နော်အကေအဆင်ပြေရေလေးပိတ်ပြီးတော့အောင်ဆိုတကယ်ကြီးတရာရေချတယ်မကြတော့အဲ့နဲ့ရေလေးချိုးပြီးတော့ဝတ်စားရမှာစိုးတွေကောက်ဖို့ပြန်အောက်သွားကြည့်တကယ်ရေမင်းရပိတ်နေရရှင်အဲ့လိုပေါ့နော်ဒါအဲ့တော့
ဒါကိုရီလည်းသူရှင်တွဲနေထိုင်မယ်ဆိုလို့ရှိရင်ကောင်းတာလေးရဖြစ်နိုင်တော့ဒါပေမဲ့အားလုံးလို့တော့မဆိုလို့ပေါ့နော် audience တွေ like မစမ်းပါနဲ့ don't try this at home ပါ ဟုတ်ပါတယ်ဆိုတော့အခုပြောသွားတဲ့ဟာမှာကျွန်တော်အမြင်တစ်ခုတွေ့ရတယ်ပေါ့နော်ပထမတစ်ခုကသူတို့ကလည်းကူညီပေးတယ်ဆိုတဲ့ဟာလေးလည်းတွေ့ရတယ်လို့နောက်တစ်ခုကကျွန်တော်မေးချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကဟိုးရှိပိုင်းမှာပြောသွားတဲ့အထက်မှာပေါ့နော်ရုပ်ဝတ္ထုမရှိတဲ့သူတွေကဘယ်လောက်ထိစွမ်းလဲဆိုတဲ့အကြောင်းအရာလေးပေါ့ကျွန်တော်လည်းအဲ့ဒါကိုအရင်ကစဉ်းစားမိတယ်ဘာကြောင့်လဲဆိုတော့သူတို့ကခန္ဓာကိုယ်လည်းမရှိတော့ဘူးမရှိတော့ဘဲနဲ့ကိုဒီဝိညာဉ်တသားဖြစ်သွားပြီဆိုရင်တော့မှဘယ်လိုဖြစ်လို့အစွမ်းနေအာနာတွေပါဝါတွေရလာလဲပေါ့ကျွန်တော်ကြားဘူးသမျှဆိုလို့ရှိရင်တော့အချိန်ကြာလာလေသူရဲ့စွမ်းအားတွေကပိုတိုးလာလေလို့တော့ကြားဘူးလေတော့ပဲဘယ်လိုတွေဖြစ်လို့ရလာတာလဲဘယ်သူကပေးနေတာလဲစသဖြင့်ပေါ့နော်အမြင်တွေတော့အမြင်မျိုးရှိပါတယ်အဲ့ဒါကိုရော admin 1ကဘယ်လိုမြင်လဲပေါ့နော်သူတို့တွေကဘယ်လောက်စွမ်းနေဘယ်လိုတွေအစွမ်းနေရှိရဲဘာကြောင့်လို့ထင်လဲအဲ့ဒါတော့ပြောရခက်ခက်ပေါ့နော်။ဘာလို့လဲဆိုဒီအတိုင်းကပောင်မှာရှိတဲ့ပင်လယ်ပြင်ကြီးနဲ့အာကာသပြင်ကြီးတော့စူးစမ်းလို့မပြီးသေးတဲ့အချိန်မှာပေါ့နော်။ဒါတွေကပြောရင်တော့ဒါကျမမြင်ပေါ့နော်။ဒီဆိုသိပ္ပံနေသားကနေပြောရမယ်ဆိုတော့ကျမတို့ fourth dimension ဆိုတာရှိရပေါ့နော်။ audience တွေထဲမှာပေါ့လို့ science တွေစိတ်ဝင်စားတဲ့လူတွေလည်းပါကောင်းပါမယ်။အဲ့တော့ဒါတိကောင်းတိပဲပေါ့နော်။ကျမတို့ခုနေနေတဲ့ကဘာကြီးကဒါ 3D ပေါ့နော်။ 3D ပေါ့3 dimension ရှိပါတယ်အဲ့တော့ကျမတို့မှာဆိုလို့ရှိရင်အလျာအနံအမြင့်ဆိုတဲ့ဟာလေးရှိရပေါ့ဒါပေမဲ့ 4 dimension ရှိရဆိုတာလည်းကျမတို့သိတယ်ဒါပေမဲ့ဘယ်လိုပုံစံမျိုးလဲဆိုတာဘယ်လိုမှဒီပုံဖော်ကြည့်လို့မရအဲ့တော့ကျမအမြင်တော့ကျမ4 dimension ကိုသူတို့လို့ထင်တယ်ပေါ့နော်အဲ့တော့ထိတွေးကင်တွေလို့ရနေတယ်အလျာနဲ့အမြင့်ရှိနေတဲ့လူတွေကဒါကင်တွေလို့ရတယ်ဆိုတာလက်ခံနေဒါပေမဲ့ဒီလိုမျိုးပေါ့နော်ရုပ်ဝတ္ထုမရှိရတဲ့သူတို့ကဘာလို့ကင်တွေလို့ရနေလဲဆိုတာကတော့quantum ဆိုရဲ quantum သဘောတရားနဲ့လည်းဆိုင်နိုင်တယ်ဒါမှမဟုတ်ကျမတို့အဲ့လိုဘာသာရေးဟန်ပြောမယ်ဆိုလို့ရှိရင်လေအမှန်တကယ်ကျမတို့ရဲ့ခန္ဓာကိုယ်ကိုdrive လုပ်နေတာကကျမတို့ရဲ့စိတ်เนาะကျမတို့ရဲ့စိတ်မရှိဘူးဆိုရင်ခန္ဓာကိုယ်ဒီအခွန်ပဲဘာမှလုပ်လို့မရဘာနဲ့တူလဲဆိုကျမတို့အုံနောက်ဥမာ brain death ဖြစ်သွားတယ် brain tumor သွားတယ်ဆိုလို့ရှိရင်အဲ့ရလဲလဲနေခန္ဓာကိုယ်ရဲ့အကောင်းပဲဒါပေမဲ့ကျမတို့ခန္ဓာကိုယ်ကောင်းပေမဲ့စိတ်မရှိဘာမှလုပ်လို့မရတော့အဲ့လိုမျိုးပဲအဲ့တော့ခန္ဓာကိုယ်ကနေဒီစိတ်ကြီးကထွက်သွားတဲ့အခါမှာဒီစိတ်ကြီးကပေါ့နော်ခန္ဓာကိုယ်မှာရှိနေတော့အတိုင်းပြုတ်နေမယ်ဆိုလို့ရှိရင်ဒါဘုန်းကြီးတွေပြောတာကြားဘူးတာတော့သူတို့ပြောတာကခန္ဓာကိုယ်ကထွက်သွားပြီမဲ့ခန္ဓာကိုယ်မှာရှိတဲ့အတိုင်းပြုတ်မှုတွေစိတ်တွေကတဲ့တပြေးပြေးနဲ့ကြာလာလို့ရှိရင်ဒီလို will power လို့ခေါ်တဲ့စွမ်းအားတွေရလာတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီစိတ်ရထက်သန်မှုကနေဖြစ်လာတယ်ပြောမလားဥပမာကျမတို့ဆိုရင်ကွာငငယ်တော့ဆိုရင်ဖြစ်ချင်တဲ့ goals တွေရှိအောင်ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုမရမကလောက်တာမျိုးအဲ့လိုပုံစံမျိုးပဲသူတို့တွေကလေလူတွေလိုမျိုးပဲဗိုက်စာတက်တယ်တဲ့ညစ်ပတ်တယ်လို့ခံစားရတယ်ဗောနော်ရေချိုးချင်တဲ့စိတ်တွေဖြစ်တယ်ဒါခန္ဓာကိုယ်သာမရှိတော့တာအိစိတ်မှရှိနေတော့မယ်အဲ့တော့အိစိတ်ကနေပြီးတော့ဥပမာထားပါဆိုသူတို့နေရာကြည့်ရင်ဗောနော်ဟုတ်မဟုတ်တော့ကျမလည်းမသိဘူးဗောနော်ဗိုက်စာတယ်ဆိုတော့လူမရှိတော့ခံစားချက်ကိုခံစားခဲ့ရတယ်ကျမတို့ခန္ဓာကိုယ်ရှိနေတာဗိုက်စာတယ်တော့ခံရခန္ဓာအဲ့တော့ဗိုက်စာတယ်ဒါမစားလို့လည်းမရအဲ့လိုခံစားလာတဲ့အခါမှာတပြေးပြေးနဲ့ဒီစားချင်တယ်ပေါ့နော်အဲ့လိုစားချင်တဲ့ဆန္ဒကြောင့်သူတို့ရဲ့စိတ်ကတဖြည်းဖြည်းဆန္ဒပြင်းပြလာတဲ့အခါမှာကင်ချင်တယ်ဆိုတဲ့ဆန္ဒပြင်းပြလာတဲ့အခါမှာကင်လို့ရသွားပြီးတော့အဲ့လိုမျိုးဖြစ်တာပေါ့နော်နောက်တစ်ခုကဒါကတော့ထပ်ပြီးပြောတာလေးပေါ့နော်ကောင်းတာမကောင်းတာနဲ့ပတ်သက်ပြီးတော့ဒါကတော့ကိုလည်းအဲ့လောက်ထိ judgment လုပ်လို့မရဘူးဒါပေမဲ့လူကြီးတွေပြောတာကြောင့်လားကြတော့ဒီလိုခန္ဓာမရှိပေမဲ့ခန္ဓာရဲ့ဝေဒနာတွေခံစားနေရတဲ့အချိန်မှာဘာမှလည်းလုပ်လို့မရဘူးရေချိုးချင်တယ်ဒါပေမဲ့ရေချိုးလို့မရဘူးအဲ့လိုဆိုဒေါသထွက်တာဥပမာကျမတို့တော့ခန္ဓာကြီးရှိနေပေမဲ့လုပ်ချင်တာလုပ်လို့မရဒေါသထွက်တယ်လို့ပေါ့အဲ့တော့သူတို့ရဲ့အဲ့လိုဒေါသထွက်လာတဲ့အခါမှာအမြဲတမ်းစိတ်တုန်နေတတ်တာအဲ့ဒါကြောင့်တစ်ခါကျသူများတွေကိုပျော်အောင်စရဲသိရမလားသူဆိုပြောပါရဲ့စရဲဒါမှမဟုတ်ဒေါသထွက်လို့တမီအပြောနေအပြက်ဖြစ်အောင်လုပ်တာအဲ့လိုမျိုးလေးတွေရှိရပါတော့ဟုတ်ကဲ့ပါကျွန်တော်လေးတော့နားလည်လိုက်ပါတယ်အမအခု admin 1ပြောသွားတဲ့အချိန်မှာဆိုလဲ 4 dimension တို့ဘာလို့ဆိုတာလဲကျွန်တော်လည်းအရင်ကကြားဘူးတာဆိုတော့လေနည်းနည်းတော့ဖြစ်နိုင်မယ်လို့တော့ကျွန်တော်လည်းထင်ပါတယ်ဆိုတော့ဒီ podcast ကိုအခုနားထောင်တဲ့ audience တွေလည်းကျွန်တော်ဘယ်လိုအမြင်လေးတွေရှိရဲဆိုတဲ့ဟာမျိုးလေးကို comment တွေမှာဝင်ပြီးတော့ဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဟုတ်ပါရှင်အဲ့တော့ကျမတို့ကရတာအစုံပဲဆက်ဆလာခဲ့ရထူးဆန်းထွေလာကနေရုပ်တရက်ကြောက်သွားလိုက်အခုကြာတော့လုံးဝနော်ဟိုဘယ်လဲ brainstorming လုပ်နေတာuniversity ကဘယ်လိုဖြစ်လာလဲဒါဆို fourth dimension တိပဲရောက်သွားတဲ့အထိပေါ့နော်ဆိုတော့လေကျွန်တော်ကြားထဲမှာတစ်ချက်လောက်ဖြတ်ပြောမယ်เนาะအဲ့ဒီဟာပေါ့ fourth dimension အကြောင်းတွေပါပြောပါလေ
ခုနကအမင်1ပြောထားတာသူတို့ကကြောင့်စိတ်ပဲရှိတော့အခန္ဓာမရှိဘူးဒါပေမဲ့သူတို့ကကြောင့်အခန္ဓာနဲ့ပတ်သက်တဲ့ဝေဒနာတွေသူတို့မှာအဲ့လိုမျိုးခံစားနေရသေးရဲ့ပေါ့နော်မှဒါလှုပ်ချင်တယ်ဟိုကလှုပ်ချင်တယ်ဆိုတော့ကျွန်တော်3D ကလူတွေကကြောင့်အချင်းချင်းမြင်နေရတယ်ဆိုရင်သူတို့အဲ့ဒီ 4D မှာရှိနေတဲ့လူတွေကရောသူတို့အချင်းချင်းလူတွေမဟုတ်ပေါ့နော်အဲ့ 4D မှာရှိနေတဲ့အဲ့တစုံတစ်ခုပေါ့အဲ့သူတို့စိတ်ပဲရှိတဲ့ဟာတွေရောသူတို့စီမှာလို့ခန္ဓာလို့ပုံစံမျိုးသူတို့ဖာတာသူတို့ပုံဖော်ထားတာမျိုးလားပြီးတော့ကြောင့်အဲ့လိုမျိုးပေါ့သူတို့အချင်းချင်းဆိုလို့ရှိရင်တယောက်နဲ့တယောက်ဆက်သွယ်လို့ရနေတာလားပြီးတော့မှသူတို့အဲ့ခုနပြောတဲ့အဲ့ဘယ်လိုပြောမှသူတို့ expectation တစ်ခုရှိလာတဲ့အခါမှာကျွန်တော်တို့3D ကလူတွေနဲ့လာပြီးတော့မှပတ်သက်နေတာမျိုးပေါ့အဲဆိုတော့ခုနကျွန်တော်ရှေ့ကပြောခဲ့တဲ့လိုမျိုးပဲ 4D ကလူတွေကရောသူတို့အချင်းချင်းအဲ့လိုမျိုးဆက်သွယ်နိုင်နေမလားပေါ့နော်အဲ့လည်းတခုစိတ်ဝင်စားဖို့ကောင်းလို့အဲ့လေရောဘယ်လိုမျိုးမြင်မိလဲပေါ့အမင်းတို့ဟုတ်ကဲ့အဲ့တော့ကျမဖြေရရင်တော့အဲ့ဒါတကယ်ကောင်းတဲ့မိကုန်းတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့ကျမကပြီးစရာဥပမာလေးတစ်ခုရှိတယ်အဲ့တော့အရင်ဆုံးပြောရမယ်ဆိုရင် 4D ကလူရတာကျမထင်ရတယ်လို့ဆိုလို့ရှိရင်ဥပမာကျမတို့က 3D ဆိုရုပ်ဝတ္ထုရှိရကျမတို့နေရာနေဖြတ်သွားလို့မရအောင်ရှင်ဒါပေမဲ့ quantum သဘောတရားတစ်ခုရှိရပေါ့နော်ဒီ atom ဆိုတာphysics တွေ chemistry တွေသင်မှုတွေတိုင်းသိကြမှာပေါ့နော် atom လေးတွေကျမတို့ atom လေးနဲ့ဖွဲ့စည်းထားအဲ့တော့ 4D မှာဒီကျမတို့ 3D ကလူတွေကဒီ atom တွေကိုပြိုကွဲပြီးပြန်ပေါင်းစည်းနိုင်ဆိုတာမရှိပဲပဲ 4D ကလူတွေက atom ကိုပြိုကွဲပြန်ပေါင်းစည်းနိုင်တဲ့အစွမ်းရှိရလို့ကျမတို့ယုံကြည်ရပေါ့နော်ဒါပေါ့အဲ့ဒါကြောင့်ပဲသိရမလားကျမတို့အမြဲစက်ကားရောမြင်ရတယ်နေရာနေဖြတ်သွားတယ်တကားကြီးဖြတ်သွားတယ်ဆိုတာဒါဒီသေးငယ်လုံးနဲ့ atom အစိတ်ပိုင်းတွေအဖြစ်သူတို့ကိုသူတို့ဖြန့်ကျဲလိုက်ပြီးတော့မှဖြတ်သွားပြီးနေရာကိုဖြတ်သွားပြီးနောက်ပိုင်းဟိုဘက်မှာပြန်ပြီးတော့စုလိုက်တာလည်းဖြစ်မှာဖြစ်နိုင်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကတယောက်နဲ့တယောက်ဘယ်လိုဆက်သွယ်လို့ရတာဖြစ်နိုင်လားဆိုဖြစ်နိုင်နေရှင်တဲ့လားအဲ့မိကောင်က science မှာရောကျမတို့သဘာဝလုံဘက်မှာရရှိတယ်အဲ့တော့သိပ္ပံဘက်မှာကျတော့ကျမတို့မှာဆိုလို့ရှိရင်ဒါကွန်ပျူတာဘိုင်းမှာဆိုသင်ရတယ်ပေါ့နော်သူကဒီကဘာကြီးမှာဆိုလို့ရှိရင်ကျမတို့ကဖြစ်နိုင်တာဒါမှမဟုတ်မဖြစ်နိုင်တာဒါမှအစ်ချားရမှာတခုထိုက်ရှိတယ်ဘာလဲဆိုဖြစ်နိုင်တာဆိုဖြစ်နိုင်တာရောနောက်ခုတော့ဖြစ်နိုင်တယ်ဥပမာဘယ်လိုလဲဆိုရင်ကျမတို့ကဒီနေ့မိုးရမယ်မရွာဘူးဆိုတော့မသိဘူးဖြစ်နိုင်ကြီးတခုပဲသိတာရွာချင်းရွာမယ်မရွာချင်းမရွာဘူးအစ်ချားရဒီဟာလေးပေါ့နော်အဲ့တော့ဒါကဒီသူတို့ 4D ကလူတွေအချင်းချင်းဘယ်လိုမျိုးဆက်သွယ်နိုင်လဲဆိုတော့ဘယ်လိုဆက်လဲဆိုရင်အဲ့မှာကျမတို့ quantum မှာပေါ့နော် quantum computing မှာဆိုလို့ရှိရင်သူကquad bit လို့ခေါ်တဲ့ဟာလေးရှိတယ်သူတို့ကအဲ့ဒီ atom ပုံစံပေါ့နော်အဲ့လို atom နှစ်ခုကဘလောက်ပဲမိုင်ပေါင်းထောင်ချီဝေးနေစေဒီဘက်ပထမ quad bit ကတုံ့ပြန်လိုက်တဲ့ဟာမှန်သမျှကိုဒုတိယ quad bit ကနေပြီးတော့ခန်းစားနိုင်တဲ့ဒါsense ရှိရပါတော့အဲ့လို ability ရှိရအဲ့လိုမျိုးပဲဒါ science ပါမှာကျမတို့တကယ်ဒီဘက် reality တဘာဝလုံးဘက်မှာဆိုရင်ကျမတို့နှုတ်ဝင်တွေကြားဖို့ပဲပေါ့နော်နှုတ်ဝင်တွေတို့နက်ကတော်တို့ကြားဖို့ပဲတချို့ကတကယ်နှုတ်ဝင်တာလည်းရှိရတချို့ကကျတော့အဲ့လိုမဟုတ်ဘူးねဒီတိုင်းနက်ကနားထိုင်နေလူလည်းရှိရပေါ့နော်အဲ့တော့တကယ်နှုတ်ဝင်တဲ့လူကြတော့ကျမပြောမှုတဲ့အတိုင်းကျမအမေကဘီးနေနဲ့တင်နေရုံတခါပေါ့နော်အဲ့လိုနက်ကနားတစ်ခုသွားဖြစ်တာပေါ့သွားဖြစ်တော့အဲ့နှုတ်ဝင်တွေကဒါအမေနက်ကတိုင်းပေါ့နော်အမေနက်ကတိုင်းကိုသူကကိုးတော့ဒီကရင်ပေါ့နော်ဒီနက်ပေါ့နော်အမိုးကိုးတာအဲ့နဲ့သူတို့ဒါပြောရင်တော်တော်ထူးဆန်းတယ်ပေါ့နော်ဒီလိုမျိုး 4D နဲ့ချိတ်ဆက်ပြီးတော့စကားပြောတယ်ဝင်ပူးတယ်ဆိုတာတည်းခဏချိတ်ဆက်တဲ့နီလန်တစ်မျိုးပဲပြီးတော့ဒီသူတို့အဲ့နေသားမှာရှိနေတဲ့ဒီခန္ဓာကိုယ်မရှိတဲ့လူတွေချင်းဆက်သွယ်လို့လည်းရတယ်လို့ယုံကြည်ရဘာလို့လဲဆိုတော့လေအမှားပေါ့နော်သူကအမျိုးသမီးတူကသူ့ယောက်ျားကိုဒါမယုံလို့ပေါ့နော်မယုံလို့ပြီးတဲ့ခါကျတော့အမိုးကပြောလိုက်တယ်ပေါ့နော်ဟုတ်ပြီသမီးတဲ့သူ့ကိုစောက်ကြည့်ဖို့အတွက်ဟိုဒီလိုနတ်တငယ်လေးလွတ်ထားပေးမယ်ပေါ့အဲ့လိုပြောပြီးတော့လေအဲ့နတ်တငယ်လေးတွေကအချင်းချင်းနေအွန်ရက်တစ်ခုလိုမျိုးပဲသူတို့အချင်းချင်းဆက်သွယ်ပြီးတော့လာပြီးပြန်ပြောပြတာတကယ်ဒီလူတယောက်ကဘယ်နားမှာဘာလုပ်ခဲ့တယ်ဘယ်နေ့ကဘယ်ရက်ကိုသွားတယ်ဆိုတာကိုအဲ့မျိုးသမီးကိုပြန်ပြောပြတာအရင်ဆုံးသူကဘယ်လိုပြော proof ပေါ့နော်တက်တည်ပြတာသူတို့သိပါတယ်ဆိုတော့တက်တည်ပြတာအဲ့တော့ဒီရက်ဒီချိန်တုန်းကဒီလူကဘယ်ကိုခရီးသွားခဲ့ပါတယ်ဆိုပြီးပြောတော့ဟိုမျိုးသမီးကပြောတယ်ဟုတ်တယ်ကျမအမျိုးသားအဲ့ကိုသွားခဲ့ရပေါ့နော်အင်းနေတော့ဆိုပြီးတော့ဒါရန်လေထူးဆန်းမှုကောင်းတယ်သူတို့ဇက်တိုက်ထားရလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့ကျမတို့ထိုင်နေတဲ့အချိန်မှာဒီကိုဒီအမျိုးသမီးကရောက်လာတယ်ဆိုတော့ဇက်တိုက်ထားတော့မဖြစ်နိုင်ဘူးပေါ့နော်ကျမတို့မျိုးကကျင်းတယ်ရှင်အဲ့တော့ဒီလိုဇက်တိုက်ထားမယ်ဆိုလို့ရှိရင်နမိတ်ပြတ်ဖို့ပဲရှိရတည်ရမလားတယောက်စကားတယောက်နာအမြဲကြားနေရဆိုတော့လေโอเคကျွန်တော်လည်းအဲ့လိုမျိုးလဲထင်တယ်ပေါ့နော်တော်တော်လေးတော့ဒူဆန်ပါတယ်တကယ်ဆိုလို့ရှိရင်အဲ့ဒီ
နှစ်တငယ်လေးတွေကနေပြီးတော့လိုက်ကြည့်နေဆိုတော့ကျွန်တော်တို့မှာ privacy တော့မလုံးယုံတော့သူဖြစ်လာသလိုပဲတော့เนาะဆိုတော့တကယ်တော့ညာကျွန်တော်တို့ကဒီမမြင်ရတဲ့အရာတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတော့လုံးဝလက်ခံထားလို့ရတယ်ဆိုတော့ကျွန်တော်မမြင်ရတဲ့အရာတွေကရောကိုယ်တွေကိုတွေ့ရတဲ့အခါမှာလောင်နေမလားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုလဲပေါ့เนาะတမျိုးမျိုးတော့တခုခုပဲလွယ်ဖြစ်ပါကျွန်တော်အားလုံးကတော့အကုန်အတူရှင်သွင်းနေထိုင်နေတယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ admin 3ပြောတယ်လို့ပဲလောင်နေမလားဆိုရင်တော့ကျမတို့ဒီခု concern ဖြစ်တာရှိရပေါ့နော်ရေချိုးကနေတော့ privacy ရှိလာမှာပေါ့နော်ကျမတို့အခုလိုမျိုးဒါတိုးတက်လာတဲ့ဒီ digital လောကကြီးမှာeverywhere has CCTV SCTV ရှိရကျမတို့လှုပ်ရှားမှုတွေအများနဲ့ဒါ data တွေ collect လုပ်နေရပေါ့အဲ့တော့ spiritual world အရာပြောမယ်ဆိုလို့ရှိရင်လေသူတို့တွေကလည်းကျမတို့ data တွေ collect လုပ်နေတယ်လို့ပဲဒါကောက်ချက်ချလို့ရမှာပေါ့နော်အဲ့တော့ကျမတို့လည်းပြောလာတော်တော်ခရီးတောင်နေပြီနော်ကျမတို့ဒါ Halloween အတွက်ပြောလိုက်တယ်ဆိုပြီးတော့ကျမတို့တကယ်သိပ္ပံအကြောင်းအရာရောရောက်လာတယ်ကဲအဲ့တော့ admin 2ကရောဘယ်လိုမျိုးကျမတို့အခုပြောလိုက်တဲ့အပေါ်မှာဘယ်လိုမျိုးထင်မြင်ချက်တွေရှိလဲမသိရှင်ပြောကြည့်ပါဟုတ်ကဲ့ခုနအဲ့ admin 1ရှင်းပြလိုက်တဲ့ဟာမှာကျွန်တော်မေးလိုက်တဲ့မေးခွန်းအတွက်အဖြေတစ်ခုတော့ရလိုက်တယ်ပေါ့နော်ပြီးတော့အဲ့ဒီနတ်ဝင်တွေဘာတွေပြောမှလေသူတို့တွေကလည်းကျွန်တော်တို့တာမန်လူတွေထက်ကိုမှစိတ်ဆွမ်းအားအဆင့်တစ်ခုခုအဲ့ level တစ်ခုခုရောက်သွားပြီးတော့မှ 4D ကလူတွေနဲ့ဟိုအဲ့လိုတိုက်ရိုက်ဆက်သွယ်ပြီးတော့မှစကားတွေပါပြောနိုင်တယ်ဆိုတော့အနေအထားမျိုးရောက်သွားတယ်လို့ထင်တယ်နော်အဲ့ဒါကြောင့်လေကျွန်တော်တို့တာမန်လူတွေအနေနဲ့ရောအဲ့လိုမျိုးတွေကြင့်ကြံပြီးတော့မှအဲ့လို 4D ကလူတွေနဲ့ချိတ်ဆက်ခြင်းတဲ့စိတ်တွေပါတွေအဲ့လိုမျိုးတွေရှိပြီးတော့မှလောက်ကြည့်မေဆိုရင်ဖြစ်နိုင်လားမသိဘူးเนาะဒါပေမဲ့ကျွန်တော်ဒီတိုင်းပဲပြောတာပါ audience တွေကိုလည်းစမ်းကြည့်ဖို့တော့မတိုက်တွန်းဘူးဘာဖြစ်လို့လဲဆိုတော့တကယ်လဲအဲ့ဒီ 4D တွေ 3D တွေဆိုတာကြောင့်ကျွန်တော်တို့ရဲ့ opinion တက်ပဲပေါ့လေတကယ်အပြင်မှာကြောင့်ဘယ်လိုမျိုးတွေဖြစ်ပျက်နေတာလဲသူတို့တွေကဘယ်လောက်ထိတောင်မှကြမ်းနေလဲဟိုလူတွေရဲ့ပုံမှာဘယ်လောက်ဒုက္ခပေးနိုင်လဲဆိုတာလဲမသိနိုင်တဲ့အတွက်ပေါ့နော်ဒါမဲ့ကျွန်တော်အနေနဲ့ကကြောင့်အဲ့လိုမျိုးပေါ့ဒီတိုင်းသိချင်တာတခုပါပဲကျွန်တော်လူသားရဲ့အနေနဲ့ဆိုရင်ရောပေါ့ဒါမှလူတယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်ကြင့်ကြံပြီးတော့မှအဲ့ဒီဟာကိုလောက်ကြည့်ဖို့ဖြစ်နိုင်မယ်လို့ထင်လားပေါ့admin တို့နှစ်ယောက်ရောအဲ့ဒီဟာပုံမှာဘယ်လိုမြင်လဲမသိဘူးဟုတ်အဲ့တော့ကျမအရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ personal experience တွေမှာအဲ့ဒါလေးပါတယ်ပေါ့နော်ကျမကလည်းအဲ့ထဲတယောက်ဖြစ်ခဲ့ဘူးရဲ့လို့ဒါဝန်ခံရမယ်ပေါ့နော်အဲ့တော့ကြားဘူးမှာပါဒီမိခွန်းရဲ့အဖြစ်ဖြစ်ရမယ်ဆိုလို့ရှိရင်တော့လူကြီးကပြောတယ်ဒါရမကောင်းမလုံးနဲ့ဒါရဒါပြောရရင်ပေါ့နော်ဘာသာရေးယူဆရဆိုလို့ရှိရင်ဒီလိုမျိုးအတတ်ပညာတွေကိုလေးလာချင်တာသိနိုင်တဲ့လူတွေအထုံပါမှရတာလို့ပြောကြတယ်ပေါ့နော်ဒါလည်းတကယ်လည်းဖြစ်နိုင်တယ်ပေါ့နော်အထုံမပါဘဲနဲ့လေ့ကျင့်ချင်တယ်ဆိုလို့ရှိရင်လုံးဝလမ်းပြောက်တယ်လို့ပြောတယ်ဘာလို့ဆိုဒါတွေကတင်ပေးမဲ့လူမရှိသလိုတင်ပေးမဲ့ဒီဆရာတွေကလည်းတော်ရုံနဲ့လွယ်လွယ်ကူလက်ဆင့်မကမ်းပါဘူးဘာကြောင့်လဲဆိုတော့ကဲစဉ်းစားကြည့်ပေါ့နော်ကျမတို့ကဒီလိုမျိုးပညာကိုအရင်ကောင်းတဲ့လူတွေလက်ထဲရောက်တိုင်းဘာမှမဖြစ်ပေမဲ့မကောင်းတဲ့လူတွေလက်ထဲမှာဆိုရင်တော့ကျမတို့အကုန်ဒါကိစ္စတုံးမဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်သူတို့ကလုံးဝတော်ရင်ဆိုလက်ဆင့်မကမ်းဘူးလက်ဆင့်ကမ်းခဲ့မယ်ဆိုလို့ရှိရင်လည်းအထုံပါမပါစစ်တယ်ပြီးလို့ရှိရင်ကျန်းကျင်ရတယ်ပေါ့နော်ဒီပညာကိုကျိုးအတွက်သူများရဲ့မကောင်းကျိုးအတွက်ကိုမသုံးပါဘူးဆိုပြီးကျန်းကျင်ရတယ်ပေါ့နော်အဲ့တော့ကျမအဖေရောကျမတို့နှစ်ယောက်တော့ဒါလေးနည်းနည်းစိတ်ဝင်စားရှိအဲ့တော့အမြဲတမ်းလေ့လာကြည့်ရပါတော့ကျမကိုယ်တိုင်ကြတော့ဘယ်ကိုသွားဘူးလဲဆိုတော့နည်းနည်း modern ဖြစ်ပူကြရပါတော့ဟိုလိုတာဒီဆောက်တွေကသုံးကိုဝီပုံစံထက်ကျမ western ဘက်က witchcraft ကိုတော့လေ့လာပူတယ်ပေါ့နော်အဲ့တော့အသိလို့ရလာဆိုရင်တာမန်လူတွေတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါဘာကြောင့်မဖြစ်နိုင်လဲဆို energy ကြောင့်ပါwestern ဘက်မှာတော့ဘယ်လိုမျိုး define လုပ်လဲဆိုတော့ energy တွေဆိုတာကျမတို့ surrounding မှာအကုန်ရှိတယ်ဥပမာထားပါဆိုကျမတို့ကဒီနေ့အရန်ပျော်နေရကွာပျော်နေရဆိုလို့ရှိရင်လေပျော်ရီကူးဆက်တယ်ဆိုရင်စကားကြားဖို့မယ်ပေါ့နော်အဲ့လိုကဒါ energy ပဲပျော်နေတဲ့ energy ပေါ့နော်ကိုယ်သာမမြင်နိုင်တာကိုယ့်ရဲ့ဒီပုံမှန်ချင်းမှာကိုပျော်နေရဆိုတာ ਨੇ ပျော်နေတဲ့ရက်ဝင်လေးတစ်ခုရှိရပေါ့နော်အဲ့လိုမျိုးပဲကျမတို့ဥပမာထားပါဆိုဒီအိမ်တွေအိမ်ကအမြဲတမ်းရံဖြစ်နေတယ်အမြဲတမ်းဒီစူပူနေရဆိုရင်အိမ်ကိုသွားရတယ်လူကစိတ်မသက်မသာခံစားရတယ်အသက်ရှူချက်တလို့လို့လိုဒေါသပဲထွက်ချင်လို့ဝင်နေတယ်လို့
အကယ်၍အဲ့လိုမျိုးမကောင်းတဲ့ energy ပေါ့နော် negative energy ရှိရလို့နဲ့ခဏခဏထိတွေ့တဲ့အခါမှာကျမတို့ကလည်းအဲ့လိုမျိုးကူးဆက်လာတတ်တယ်။ဒါကြောင့်လူတွေကတန်ငါနာနီတန်ငါမုတ်ဆူနာနီမုတ်ဆူဆိုတာပြောကြတယ်ပေါ့။အဲ့တော့နည်းနည်းလေးရှင်းသွားပါဘောနော်ရှင်းပြတာ။အဲ့တော့ဒါဒီ energy နဲ့ဘာဆိုင်လို့လဲအနေလို့မေးလာမယ်ဆိုရင်တော့ဒီပညာတွေကenergy အရန်ကောင်းတဲ့လူမှာသုံးရတယ်ကောင်းတယ်ဆိုတာpositive ဖြစ်တယ် good ဖြစ်တာကိုပြောရမှာပဲね powerful ဖြစ်တာကိုပြောရမှာအားကြီးရလို့ပြန်သုံးရမယ်ပေါ့အဲ့တော့ energy နဲ့လူတွေဆိုလို့ရှိရင်သုံးလို့မရအောင်အခုခေတ်ကလေးတွေတော့ဒါ new age ဆိုတဲ့ဘာသာအစ်စ်ကိုကြားဘူးကြမလားတော့မသိဘူးဒါပေမဲ့ဒီ witchcraft နဲ့ access နေရာတစ်ခုကကြတော့ subliminal ဆိုတဲ့ဟာလေးရှိပါတယ်ဒါတော့စိတ်ဝင်စားရင်ရှာကြည့်ပါဒါပေမဲ့တေချာ extraction မသိပဲနဲ့မသုံးကြည့်ပါနဲ့လို့တော့ကျမတော့ဝန်နေပေးချင်တယ်ပေါ့နော်ကိုယ်တိုင်လည်းတော်တော်ဆိုးရတဲ့အဖြစ်တစ်ခုကိုကြုံခဲ့ဘူးလို့ပါအဲ့တော့ဒီ witchcraft ကိုကျမစပြီးလေ့လာတာဘယ်လိုဖြစ်လို့လဲဆို call ဖြစ်တယ်ပေါ့နော်အဲ့ call ကိုကျမဘယ်လိုမျိုးယူဆလဲဆို16နှစ်တုန်းကကျမတွေ့ခဲ့တဲ့ဒီမိဆုံးလေးပေါ့နော်အဲ့မိဆုံးနဲ့ပတ်သက်ပြီးတော့ကျမလုတ်တင်တယ်လုတ်ချင်နေစိတ်လေဝင်စားရဲ့အရင်လေးစိတ်လေဝင်စားရဲ့လုတ်ချင်နေဆိုရင်စိတ်လေဖြစ်တာမလို့စပြီးလေ့လာကြည့်ရဲ့အခါမှာလေကိုလုတ်ချင်တဲ့ဟာတစ်ခုပေါ့နော်ကျမအဲ့လိုဒီတိုင်းပဲကောင်းတာလေးလုတ်ချင်တာဒါပေမဲ့အများစုလေ့လာကြည့်လိုက်တဲ့ခါကျတော့ကောင်းတာထက်အဲ့လိုမကောင်းနေကျမတို့ပြောနေအောက်လမ်းပေါ့နော်အဲ့လိုဟာတွေကပိုကြီးဆိုတယ်အိဘက်ချမ်းမှာအဲ့တော့အဲ့ဒါနဲ့ကျမဘယ်လိုခံစားလာလဲဆိုတော့အဲ့ဒါတွေနဲ့ထိတွေ့ပါများလေကျမအဲ့လိုညဆိုနေလို့မကောင်းတော့သိရမလားတဖြည်းဖြည်းကို energy ကကျလာအဲ့လို negative ဘက်ကိုပြောင်းလာတဲ့အခါမှာစိတ်ဓာတ်တွေကျတာညဆိုတငုံကိုတရီတွေဖြစ်တာအဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်အဓိကစိတ်မခိုင်လေးပြန်နှုတ်တယ်လို့ပြောမလားဟုတ်တယ်ကျမမြန်မာနည်းနဲ့ဆိုရင်လေးပြန်နှုတ်တဲ့လူတွေတော့ဒါလုံးဝမလုပ်တဲ့အရာပေါ့နော်ပြီးတော့ဘေးဟာမှလကားရတဲ့နေ့လည်စာဆိုမရှိဘူးကျမတို့တစ်ခုလိုချင်နေဆိုရင်ဒီပညာကိုရဖို့ကျမတို့ပြန်ပြီးဆက်ရမယ့်ဟာလေးလည်းရှိတယ်ဥပမာအခုနမိတ်ကြီးနဲ့ subliminal တွေဆိုလို့ရှိရင်သူကလူကာရာတွေရွတ်တာပေါ့နော်ကာရာတွေရွတ်ထားတဲ့ဟာကိုအတန်လေးတစ်ခုနဲ့ဒီလို music လေးနောက်ခံတီးလေးဖွင့်ပြီးတော့လုပ်တာအဲ့တော့မှမိန်းကလေးများစုဆိုရင်ဘယ်လိုလုပ်ကြလဲဆိုတော့ပို့ပြီးတော့ချောလာပါစီလို့အဲ့လိုတဲ့စပင်းလေးပိုကောင်းပိုရှိပါစီခရက်ကပြန်ကြိုက်ပါစီအဲ့လိုမျိုးလေးသုံးကြတယ်ကိုကိုယ်တိုင်လည်းသုံးဘူးတယ်ကိုကိုယ်တိုင်လည်းကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုမကြိုက်ခဲ့တယ်ပြင်ချင်ခဲ့တဲ့တချို့ဟာရှိရပေါ့နော်အဲ့နဲ့စပြီးသုံးကြည့်လိုက်တဲ့အခါမှာတော့ကောင်းတယ်လုံးဝဘာမှမဖြစ်ဘူးဒါပေမဲ့တစ်ပတ်နှစ်ပတ်လောက်စပြီးသုံးကြည့်လိုက်တဲ့အခါမှာလေအနေရပေါ့နော်ကိုပြန်ပေးဆက်နေရရဲဆိုရင်အနေရကိုအဲ့လိုခံစားချက်ကြီးဝင်တယ်အဲ့တော့တနေ့အမှတကယ်လုံးဝကျမဒါတွေကိုဖျက်လိုက်ဖို့အကြောင်းရင်းတစ်ခုပေါ်လာခဲ့ပေါ့နော်ကျမကညနေဆိုရင်အဲ့လိုဆက်ပြီးနေပြီးတော့ဟိုဘက်ရက်ကောကကလေးနဲ့တော့ဆော့တတ်တယ်အဲ့တော့အဲ့လိုပဲမသွားခင်အချိန်ကြီးရှိနေရပြီဆို subliminal လေးနားထောင်ပြီးတော့ဒီမလားအဲ့ဆိုရေလေးပါလေးတောင်းအာယုလေးစူးစားရပြီးတော့အဲ့လိုဒီကကျမမျက်နှာရဲ့ပုံစံပြောင်းချင်တာပေါ့နော်အဲ့ဒါနဲ့ကျမအဲ့ဒါနားထောင်ပြီးတော့စပိန်နေပြီးဟိုဘက်ကလေးနဲ့သွားဆော့တာအဲ့နေ့မှတကယ်တော်တော်ဆိုးဆိုးဝါးကြီးဖြစ်တာပေါ့နော်ကလေးကလိုက်တယ်ပြန်ဆော့တာကတ္တရာလမ်းပေါ့နော်ကတ္တရာလမ်းကအဖုထစ်တွေများတယ်ဟိုလိုမျိုးချောချောမဟုတ်ဘူးအဲ့တော့ပြေးလိုက်တယ်ဆိုရင်လည်းကလေးတယောက်လှမ်းဖမ်းလိုက်တာအချိန်လုံးမမိပဲနဲ့ကျမမျက်နှာနဲ့ကတ္တရာလမ်းနဲ့စောင့်မိပြီးတော့အဲ့လိုချစ်သွားတော်တော့ကျမရဲ့ဒီညာဘက်မျက်နှာတစ်ချမ်းလုံးကလုံးဝဒဏ်ရာကြီးပဲတော်သေးတယ်တကယ်မျက်လုံးမကန်းတော့အရင်ကကောင်းတယ်ပေါ့နော်နေပြန်တော့အိမ်ကအတီလဲဆူတာပေါ့နော်စပိန်မှောက်ခဲ့လို့ထင်တာအမှန်တကယ်မဟုတ်ဘူးနောက်ကြတော့မှသတိရသွားတယ်ကျမအဲ့ဒါကိုသုံးပြီးအပြင်ထွက်သွားတာအဲ့ဒါကြောင့်ကိုစုတောင်းတဲ့အရာတွေကိုပေးဆက်ရမယ်ဆိုတာဒါပုံမှန်ပဲပေါ့နော်ကိုကမျက်နှာကိုပြောင်းလဲချင်တာဖြစ်တဲ့အတွက်ကြောင့်ကိုမျက်နှာကပြောင်းလဲရမယ့်အရာတစ်ခုပဲရှိတယ်ပလက်စတစ်ဆာဂျရီသွားလုပ်တာလားဒါမှမဟုတ်တစ်ခုခုကြောင့်ပြက်စီးပြီးတော့ပြန် heal လုပ်ပြီးတော့ပြောင်းလဲရတာတစ်ခုရှိတယ်အဲ့တော့ကျမဒုတိယတစ်ခုထိသွားတာပေါ့နော်ဒါပေမဲ့အရင်ကြောက်ဖို့ကောင်းတာဒီလောက်ထိများနေတဲ့တန်ရာတွေကိုကျမ9ရက်ထင်းနဲ့ပျောက်သွားတယ်ဒါကလေနောက်ထပ်ထူးဆန်းတဲ့တစ်ခုပေါ့အဲ့9ရက်ထင်းနဲ့ပျောက်သွားအောင်လေဒီ subliminal ကပဲကူညီလိုက်တာဒါပေမဲ့ဘာကွာသွားရလဲဆိုတော့ဒုတိယကျမဒဏ်ရာကြီးပျောက်သွားကူညီပေးလိုက်တဲ့ဟာကြတော့ကျမတိကျစုံစမ်းထားတာပေါ့နော်အဲကြောင့်ဒီ audience တွေပြောချင်တာတိကျမစုံစမ်းမနေမလုပ်ပါနဲ့ဆိုတော့အဲ့ဒါကိုပြောတာဒီကျမတာရော့ဆရာအမတရားကိုတောင်းပြီးရပေါ့နော်ဆရာမဒီလိုပဲဖြစ်တယ်ပေါ့အဲ့တော့ကျမဒါသုံးလိုက်တယ်ဆိုတော့ဆရာမပြောတယ်ညီမ
မလေးပထမသုံးတဲ့ဟာတဲ့ तू က negative ဘက်ပို့ရောက်တယ်ပေါ့နော်ဒီမှာအောက်လမ်းဘက်ပို့ရောက်တာတယ်သုံးထားတယ်အဲ့တော့ညီမလေးအခုဒီ healing spell သုံးတဲ့ဒါဆိုတော့ဒါ positive ဖြစ်တယ်ပေါ့နော်ဟိုအရင်ကြီးလဲပြင်းထန်တယ်မဟုတ်သေးဘူးလားအရင်လူချင်းလို့ရှိရင်အများကြီးပြီးဆက်ရတယ်အဲ့တော့ तू ဖြည်းဖြည်းချင်းမှန်မှန်သွားကိုယ့်ရဲ့ energy ကိုတနေ့အများကြီးကုန်အောင်မဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်းမှန်မှန်လေးသွားဆိုပြီးအဲ့ဒါလေးပြီးလိုက်တာကျမ9ရက်ထဲနဲ့မနဲ့မိုးလင်းတာမျက်နှာတက်လိုက်တာအနာပြီးတော့ရှိရပါသေးမလားအဲ့မှာမျက်နှာတက်တော့အနာဘက်လေးတွေကကွာကြရဲပေါ့နော်အဲ့လိုကွာကြလက်နဲ့တွန်းလိုက်တာလေပြီးလိုက်ပြီးတော့မှန်နဲ့ကြည့်လိုက်တာမှောက်ကြရဲမျက်နှာအလုံးအကောင်းပတိတိုင်းပြန်ဖြစ်သွားတာ9ရက်အတွင်းမှာ9ရက်အတွင်းမှာအိမ်ကလူကြီးလည်းအံ့ဩတယ်တလောက်ထိတိုင်းရဆိုးနေအောင်နော်အဖေဆိုထင်တာသွားပြီမျက်နှာလုံးဝဆုပ်ပြတ်သွားပြီလို့ထင်တာတချမ်းဒါမဲ့မျက်နှာလေးကိုကောင်းပတိတိုင်းပြန်ရခဲ့တယ်ပေါ့နော်တော်တူဆန်းတော့ပဲကျွန်တော်အဲ့လိုမျိုးတွေတော့မကြုံဘူးဆိုပေမဲ့အခုနားထောင်လိုက်တာနဲ့ကိုအတွေးမြင်လေးတစ်ခုတော့ရသွားတယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ဒီဟာကြားလိုက်တော့လေဘယ်လိုဟာလေးတတွေးမိလဲဆိုတော့အဲ့မှာပေါ့ကိုပထမဆုံးပြောရတဲ့ဟာဗာလေအဲ့ဒီပညာလိုချင်လို့ရှိလို့ရှိရင်အဲ့လိုသင်ပေးတဲ့လူပညာမရှိဘူးပေါ့နော်အဲ့ဒါဟိုကြားမိပြီးတော့ကျွန်တော်ဘယ်ဟာတော့တွေးမိလဲဆိုတော့ကျွန်တော်တို့ရွာဖက်မှာနေတော့ကအဲ့ရွာမှာဆိုလို့ရှိရင်အရင်နာမည်ကြီးအခုနာကျွန်တော်ဟိုးဆက်ဆက်မှာပြောခဲ့တယ်လို့မျိုးအဲ့ဆုံးကိစ္စထက်လာပြီဒီမှာဗာလေဆိုတော့အဲ့ဒီကတော့ပေါ့အိမ်အိမ်မှာပေါ့နော်အဲ့ဒီအန်ဒီကအဲ့ဒီဆုံးအသက်ပညာကိုတတ်တယ်ပေါ့တတ်တယ်ဟေ့ဆိုလို့ရှိရင် तू ကतू တွားရတော့မယ် तू အဲ့ဒီပညာကို apply မလုပ်နိုင်တော့ဘူး तू အသက်ကြီးလာပြီး तू energy တွေကျလာပြီးဆိုတဲ့အချိန်မှာ तू ကတစုံတယောက်အမွေပေးရတော့မယ်အမှ तू ဘာကိုလိုက်ရှာလဲဆိုတော့အဲ့လိုမျိုးပေါ့ तू ရဲ့သားသမီးတွေကိုပဲအဓိကပေးမှာပေါ့နော်အဲ့မှာဘယ်လိုကြားဖူးလဲဆိုတော့ကျွန်တော်ရွာမှာအဲ့ဒီတစ်ခုပေါ့အဲ့အန်ဒီကြီးတရားကပေါ့နော်သူ့ရဲ့ပညာကိုပေးမလို့ဆိုပြီးမှ तू ကသူ့သမီးကိုပေးတယ်ဒါပေမဲ့ပေးတယ်ဒါပေမဲ့သူ့သမီးကမယူချင်ဘူးအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီပညာသူတက်လည်းမတက်ချင်ဘူးလုပ်လည်းမလုပ်ချင်ဘူးအဲ့မှာ तू ဘယ်လိုဖြစ်သွားလဲဆိုတော့ तू နေမကောင်းဖြစ်သွားတယ်ပေါ့အဲ့ဒါကြောင့်တစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုမျိုးပေါ့သူတို့ဆုံးပညာတက်သွားတဲ့လူတွေတည်လို့ရှိရင်တဲ့အဲ့ဒီအိမ်ကိုသွားလို့ရှိရင်ပေါ့နော်ထိုင်လို့ရှိရင်အဲ့ဂျန်ကင်းမှာထိုင်နေဆိုလဲအလဲမှာထိုင်တိုင်နေပါလေနရံနေမှာမှီပြီးတော့မထိုင်နေတဲ့ဘာလို့လဲဆိုတော့တဲ့သူတို့တွေကပေါ့နော်အဲ့သူတို့ပညာတွေကိုမပေးလိုက်ရဘဲနဲ့တည်သွားတဲ့အချိန်မှာတဲ့အဲ့သူတို့အိမ်မှာရှိတဲ့အဲ့တိုင်မှာဖြစ်ဖြစ်နရံမှာဖြစ်ဖြစ်သူတို့အဲ့ဒီပညာကိုထားခဲ့တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တဲ့အဲ့တိုင်ဒီနရံတွေမှာကတ်နေလို့ရှိရင်မတော်တဆအဲ့ဒီပညာကိုဖြုတ်ဆိုရုပ်တရက်ဝင်သွားပြီးတော့ကိုကပညာသေးဖြစ်သွားနိုင်တယ်ပေါ့နော်ဒီဟာကိုတော့ကျွန်တော်ဟိုလိုမျိုးအရင်ယုံကြည်တာမျိုးတော့မဟုတ်ပါလို့လဲဆိုတော့ဒီဟာအပေါ်မှာတက်တည်တာတကားတွေလည်းမရှိဘူးပေါ့နော်ဒါမဲ့ရွာလူကြီးရဲ့ယုံဆိုတော့လေဘယ်လိုပြောရမလဲဒီဟာကိုလေယုံရခက်မယုံရခက်ဖြစ်နေရပေါ့နော်ဟုတ်ပါအဲ့ဒါတော့ဒါကျမတို့တော့ဘလို့မှဒါတော့တက်တည်မပြနိုင်ဘူးပေါ့နော်ဒါယုံနှန်းစကားတစ်ခုအနေနဲ့ပဲထားလိုက်ရပါပေါ့အဲ့ဒါတော့ဒါတော်ထူးဆန်းတဲ့ကိစ္စလေးပြောမှာပေါ့နော်အဲ့တော့အဲ့နောက်ပိုင်းဒီမှာခဏကိစ္စလေးကိုပြန်ဆက်ရမယ်ဆိုရင်တော့သူကလုံးဝမလုပ်တော့တော်တော်ကြောက်သွားအဲ့တော့မလုပ်တော့တဲ့အချိန်မှာဘယ်လိုစခံစားလာလဲဆိုတော့โอเคဒီမှာစလုပ်တော့ဘယ်လိုခံစားရလဲဆိုတာရင်ပြောပြပြရမှာပေါ့စလုပ်တော့ဘယ်လိုခံစားရလဲဆိုတော့တဖြည်းဖြည်းနဲ့လေဒီမှာအိမ်နဲ့ရံဖြစ်လာတယ်စပြီးတော့စိတ်တွေကလေအဲ့လိုစိတ်ဆက်လာပြောမှာမလို့ဒေါသအရန်များလာတော့အိမ်နဲ့အဆင်မပြေဘူးဒါပေမဲ့ကျွန်မရက်လိုက်ပြီးနောက်ပိုင်းတဖြည်းဖြည်းနဲ့ကောင်းတဲ့ဟာလေးပြန်ဝင်လာတယ်အဲ့လိုကောင်းလာရပါတော့အဲ့ကြောင့်တစ်ခါလေကြာနေကျွန်မစဉ်းစားမိတယ်ကျွန်မမှာရှိရလားမရှိရလားရှိလို့ဒါကိုလိုက်စားမယ်ဆိုလို့ရှိရင်လည်းမဖြစ်ပြန်ဒါပေမဲ့မလိုက်စားဘူးအေးစင်းနေရင်တော့ကျွန်မရဲ့ဒီတစိတ်တစ်ပိုင်းอ่ะပေါ့နော်စိတ်ဆိုရင်တစိတ်တစ်ပိုင်းอ่ะဆက်ပြီးတော့အလုပ်ဖြစ်နေသေးတယ်အဲ့တော့ကျမတကယ်အလုပ်ဖြစ်မဖြစ်ကျမစမ်းကြည့်ရှင်နေဆိုပြီးတခါလုပ်ယူသေးရရှင်ကျမတားရဟောတယ်ဒါပေမဲ့ကျမတားရဘယ်လိုကိုင်းမလုံးဝမသိတားရကတ်ဒီရဲ့ဒီအတိပယ်လေးကျမမသိဘူးတားရကတ်တော့ကျမမဝယ်ဘူးပါဘူးအဲ့လိုမျိုးတက်ကလေးလေအဲ့နဲ့တားရဘယ်လိုဟောလဲဆိုတော့အဓိကစမ်းကြည့်ရအရင်ဆုံးအနီးနာဖြစ်မဲ့ events တခုပေါ့နော်ကျမပြောကြည့်မယ်ပေါ်ဟောကြည့်မယ်ဆိုပြီးတော့တကယ်ချင်းတွေကိုလိုက်ပြောတယ်အဲ့မှာစိတ်ကနေခံစားကြည့်အောင်ခံစားကြည့်ပြီးတော့โอเคဒီလိုတွေဖြစ်နိုင်နေဆိုဟောလိုက်တာသိလားတကယ်မှန်တယ်အဲ့ဒါတကယ်မှန်တော့ကျွန်မကျောင်းသားတယောက်ပေါ့နော်ကျွန်မကျောင်းသားတယောက်ကကျွန်မလာပြီးချဲတဲ့သူဒီလိုနိုင်ငံခြားသွားမယ့်ခရီးစဉ်လေးရှိရပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့အဲ့ဟောပေးလိုက်တာနောက်ဆုံး result ကအခုသူနိုင်ငံခြားရောက်သွားပြီ
အေးတိုင်းပဲဖြစ်တယ်ပြီးတော့သူကပြောရရီစားဘလို့ရမလဲပေါ့နော်သူက20လဲကြော်နေပြီတခါမှလည်းရီစားမထားဘူးဆိုတော့အဲ့ဒါနဲ့သူ့ကိုဗာဆိုင်မဲ့လူရှိပဲလို့ဒါပေမဲ့အိတ်လာဆိုင်မဲ့လူပါသိရမလား enemy to lover ပုံစံလေးကိုကိုနဲ့မတည့်လူကြီးတကယ်ပဲသူနဲ့မတည့်လူသူ့လာကြိုက်တယ်ဖွင့်ပြောတယ်အဲ့လိုမျိုးကြုံခဲ့ရတယ်ပေါ့နော် audience တွေထဲမှာတခုမေးချင်တာရှိအဲ့ဒီအကောင့်လာတောင်းလို့ရပါတယ်နော် မလုပ်ပါနဲ့ကျမဒါလေးတော့မလုပ်တော့ပါဘူးဘာလို့လဲဆိုတော့ဘလို့ခံစားလာလဲဆိုတော့လေကိုမတိတဲ့နဲ့ဟာမပြောပြတဲ့နဲ့ဟာပြောပြနေတယ်လို့ခံစားလာတယ်အဲ့ဒါကြောင့်ဖြစ်မယ်တခါပေါ့နော်ကျမအမေအဲ့လိုပေးနေတော့ဟောတယ်ဆရာမကြီးကပြောပြတယ်တချို့ဟာဆိုရင်သူတို့လည်းအဲ့လိုပဲပြောလို့မရတဲ့ဟာရှိတယ်ပြောပြီးပြီဆိုလို့ရှိရင်လေသိရမလားလို့မကောင်းလေပြောလိုက်တာမကောင်းလေဆိုခံစားချက်ကြီးဝင်နေရအဲ့လိုပဲနောက်ဝင်တယ်ဆိုလည်းနောက်ဝင်ပြီလို့ရှိရင်သူတို့အချိန်တစ်ခုတည်းနားရတယ်သူတို့ပြန် healing လုပ်ရပါတော့ energy ပြန်စုရတယ်ပြီးလို့ရှိရင်အဲ့လိုသူတို့မပြောပြစီချင်တဲ့တချို့အဲ့လိုဘဝကလူတွေကသူတို့တိုက်ခိုက်မှာဆိုတော့ပြန်တောင်းပန်ရတယ်အဲ့လိုမမျော်လင့်မဲ့ဖြစ်သွားပါတယ်ဆိုပြီးသူတို့ပြန်ပြီးချော့မော်ရတယ်ပေါ့နော်အဲ့လိုကိစ္စတွေရှိရကြားဖို့ပါတယ်ကျွန်တော်အဲ့ဒီဟာကြားတဲ့အခါမှာလေအမြင်တစ်ခုအရာဆိုရင်အဲ့လိုမျိုးပြဿနာတိုင်းအခုတိုင်းအားလုံးကိုတော့မပြောပြသင့်ဘူးဆိုတာကိုတော့လက်ခံတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် movie ပိုင်းကြည့်ဖို့မဲ့သူတပြည့်ကျွန်တော်ဒီအကြောင်းလေးတွေမသိဘူးမဲ့ movie ထဲမှာဆိုလို့ရှိရင်အချိန်ခီးသွားတာမျိုးတွေပေါ့။ကျွန်တော်အရင်ကအတိတ်ကဟာတွေအရင်အချိန်ခီးပြန်သွားမယ်ဆိုလို့ရှိရင်လည်းသွားပြီးလို့ရှိရင်ဘာမှမလုပ်ခဲ့တာတင်တာမျိုးတခုခုအမားလုပ်ခဲ့လိုက်လို့ဆိုတာနဲ့ဒီလက်ရှိပေါ်မှာသွားပြီးပြောင်းလဲသွားနိုင်တာမျိုးပေါ့နော်။အဲ့လိုမျိုးတွေနဲ့စိတ်ဆက်မယ်လို့တော့ထင်တယ်။ဆိုတော့အဲ့လိုပဲဘေးတွေပိုင်းမေးတဲ့အခါမှာလည်းတချို့အရာတွေကမပြောသင့်တာတွေကိုပြောလိုက်တော့ကြိုသိသွားတယ်ဆိုလို့ရှိရင်ဒီအရာတွေကပြောင်းလဲသွားပြီးတကယ်မဖြစ်လာဘဲနဲ့တခြားပုံစံဖြစ်သွားတာလည်းဖြစ်နိုင်တယ်လို့တော့ယူဆမိတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့တော့အခုဒီပြောရလဲမှန်တယ်မနော်အဲ့ဒီပြောရမှန်တယ်ဘာလို့လဲဆိုတော့တဘာဝကြီးอ่ะเนาะဒီ university က law of cause and effect ဆိုတဲ့အပေါ်မှာ तू ကမူတည်ပြီးလေတက်နေရပေါ့အဲ့တော့အဖြစ်ဖြစ်ရှိမှသာအနောက်ကနေ effect ကလိုက်တယ်အဲ့တော့ကျမတို့ဒါကိုကြိုသိသွားရပဲထားပါစို့ကျမတို့ဒါ creator ဘယ်သူလဲဘယ်သူဖန်ဆင်းတာလဲဘယ်သူလုပ်တာလဲဆိုတော့မသိနိုင်ဘူးဒါပေမဲ့ဒီဖြစ်ပြကဒီချိန်မှာဖြစ်ရမယ်ပေါ့နော်ဥပမာထားပါစို့ကျမတို့ World War 2မှာဒါဒီဂျပန်နေကိုအမေရိကန်ကအနုမြပုံကျဲပြီးတော့မရှင်းနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျမတို့အခုချိန်အားလုံးကကမ္ဘာမှာဒါ nation တစ်ခုပဲရှိပါဘူးနော် Russia နဲ့Germany နဲ့ဂျပန်နဲ့အဲ့လိုနှစ်ခုပဲရှိပါသူတို့ပဲအုပ်ချုပ်မှာပေါ့နော်ရှိပိုင်းနဲ့နောက်ပိုင်းဒါလေ laws of cause and effect ပေါ့မူတည်ရပေါ့ဟုတ်ပါတယ်တော့လက်ခံပါတယ်admin 2ရောဘယ်လိုမျိုးအမြင်လေးရှိလဲဟုတ်ဒီလိုကိစ္စတွေကြားတော့လေကျွန်တော်ဘာလို့သွားပြီးတတိယလဲဆိုတော့ခုန movie တွေပါတယ်ပြောတော့final destination လေးသိရမလားမင်းတို့လည်းသိမှာပါ channel audience တွေလည်းသိမယ်လို့ထင်တယ်အဲ့ final destination မှာလည်းသူတို့ဘာဖြစ်လဲဆိုတော့သူတို့ကအကုန်လုံးသိရမယ်ဆိုတာသိနေဒီအချိန်မှာဘယ်သူကသိရမယ်ဘယ်သူကအရင်သိမယ်ဘယ်သူကနောက်မှသိမယ်ဆိုတော့သိတယ်အဲ့ဒီသိတဲ့ဟာကိုသူတို့တွားပြီးတားဖို့လုပ်တဲ့အချိန်မှာအဆင့်ကျော်ပြီးတော့မှကမတွေဖြစ်တယ်ဆိုတော့ခုနပြောတဲ့အဲ့ cause and effect နဲ့ပြန်ပြီးချိန်ရမယ်ဆိုလို့ရှိရင်ဖြစ်ကိုဖြစ်ရမယ်လို့ဘယ်လိုပြောမှဖြစ်ကိုဖြစ်ရမယ်ဆိုပြီးမှတတ်မှတ်ပြီးသားကိစ္စတစ်ခုကိုကျွန်တော်တို့သွားပြီးပြင်လို့မရဘူးအကယ်၍ကျွန်တော်တို့ကဒါကြီးကိုသွားပြင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာရောပြီးသွားလို့ရှိရင်ကျန်တဲ့လူတွေအပေါ်မှာရောအဲ့လိုမျိုး effect တစ်ခုကသွားပြီးတက်ရောက်မယ်ပေါ့ပြောချင်တာမကောင်းတဲ့ effect တစ်ခုသွားပြီးတက်ရောက်မယ်ဆိုတဲ့ပုံစံမျိုးပြလာတယ်တကယ်အပြင်မှာဆိုလဲအဲ့ဒီဟာနဲ့သွားပြီးချိတ်ဆက်ကြည့်လို့ရှိရင်ဟုတ်နေအောင်တွေ့ရတယ်ဗျာကျွန်တော်တို့ဥပမာပေါ့ဘယ်လိုပြောမလဲမနက်စာဘာညာသွားစားမယ်ဟိဆိုရင်ဒါမစားဘူးဆိုလို့ရှိရင်ဒါတခြားတစ်ခုစားရမှာအခုဒါစားမယ်လို့ဆုံးဖြတ်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ဒါလဲစားလိုက်ပြီဆိုလို့ရှိရင်တခြားဟောက်စားလို့မရတော့အဲ့လိုသဘောမျိုးပေါ့ဆိုတော့အဲ့ဒါတော့တစ်ချက်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီဟိုပေါ့ကိုတိထားတဲ့ဟာတွေကိုအဲ့လိုမျိုးအကုန်လုံးမပြောပြရဘူးဆိုတဲ့ဟာပေါ့နော်ခုန mention တာအရှိမ mention တာတဲ့ဟာတစ်ခုရှိကျွန်တော်ကြားဘူးတာကြအဲ့ဒီဟာနဲ့ပြောင်းပြန်ဘယ်လိုမျိုးလဲဆိုတော့ရွာမှာအဲ့ဒီ buildingဟောတယ်လို့ပဲပြောမှာပေါ့အဲ့အခေါ်သူတို့ရဲ့ရွာအခေါ်ရပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့သူလည်းအဲ့ဒီသဘောမျိုးပဲသူ့ကိုအဲ့အထက်လူကြီးတယောက်ပုံစံမျိုးပေါ့နော်အဲ့အထက်လူကြီးတယောက်ကသူ့ကိုထိန်းချုပ်နေတယ်သူကကြတော့အဲ့ဒီဟာအပေါ်မှာပြန်ပြီးမှဟောပြပေးရတာပြောပြပေးရတာမျိုးပေါ့ဆက်စားဆိုသူကအဲ့လိုမျိုးတွေတိတယ်တတ်တယ်သူ့ကိုအဲ့လိုပြောပြပေးရလူလည်းရှိတယ်ဒါပေမဲ့သူလုံးဝမဟောချင်ဘူးအဲ့ဒီအလုပ်သူလုံးဝလုပ်မစားချင်ဘူးဒါပေမဲ့သူအဲ့လိုမပြောပြပေးတဲ့အတွက်သူ့မှာတွားထိရသူဆိုအဲ့တော့နာတာရှည်ယောဂလိုမျိုးဖြစ်သွားတာလုံးဝအဲ့လိုခန္ဓာကိုယ်ရုပ်ပိန်ချုံပြီးတော့လုံးဝ
အစားအသောက်လည်းပြတ်တယ်ဘာယောဂမှန်းလည်းတိတိကျကျမသိဘူးစီးရုံစီးခန်းတွေပါညာပြတော့လေယောဂမမေရမပြောနိုင်ဘူးပေါ့နော်အဲ့မှာဆိုသူအဲ့လိုမျိုးဖြစ်တယ်ဖြစ်ပြီးတော့နောက်ပိုင်းကျတော့သူအဲ့ဒီဟာကိုတိပါလို့နဲ့တူပါတယ်နောက်ပိုင်းသူအဲ့လိုသူလာမေးတဲ့လူတွေရှိရပဲဖြစ်ဖြစ်တယ်မဟုတ်လေသူကြုံလို့ကြိုက်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေပြောပြတယ်ပေါ့နော်သူအထက်လူကြီးကဒီလိုမျိုးပြောတယ်နင်တို့မှဘယ်လိုတွေရှိရဲဆိုတာမျိုးသူပြောပြတယ်အဲ့နောက်ပိုင်းမှာတော့သူယောဂလုံးဝကိုတိတိတလားပြောင်းလဲလာတယ်ကွာအခုချိန်ဆိုလဲသူအဲ့ဒီဟောရပြောတဲ့အလုပ်တွေကတော့လုပ်နေတော့မယ်ဒါပေမဲ့သူ့ရဲ့ကျမ်းမာရေးအခြေအနေကလုံးဝကိုအရင်ကလိုမျိုးမဟုတ်တော့ဘူးအခုဆိုအဲ့လိုဝဝပြပြဖြစ်လာတယ်ပြီးရင်ဘာယောဂမှလည်းမရှိတော့ဘာဈေးမှလည်းတောက်ချမလို့တော့အဲ့ဒါတော်ထူးဆန်းတယ်လို့ပြောလို့ရတယ်ပေါ့နော် ဟုတ်တယ်ရှင်အဲ့လိုလဲတစ်ခါလေးရှိရပါတော့ဒါကတော့အဲ့တော့ခဏကျွန်မပြောခဲ့တယ်လို့အထုံပေါ့နော်ထုံမပါတဲ့လူလို့လို့ရှင်တော့ကျမတို့နဲ့ဒါမဆိုင်တဲ့ကိစ္စမလို့ကျမတို့ဝင်မပါဘူးတားကောင်းတားခံရနိုင်တယ်ပေါ့နော်ဒါပေမဲ့အထူးပိုင်းလူတွေတော့ကြာလို့ရှိရင်လေဒါသူတို့ရဲ့ဒီအထက်ပုဂ္ဂိုလ်တွေကလောက်ခိုင်းမယ်ပြောခိုင်းမယ်ဆိုလို့ရှိရင်ညှင်းဆန်လို့မရအောင်ညှင်းဆန်မယ်ဆိုတော့ဒါသူတို့ကတော့ကြည်ပါမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့ခိုင်းတာကိုလုပ်ပေးရမယ်ပေါ့နော်ဒါကတော့ဒါ admin 2ပြောတာကအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျမရင်တော့ပြောခဲ့တဲ့အားလုံးမပြောပြသင့်ဘူးဆိုတာကဒါထုံပါတဲ့တာမန်လူတွေအနေနဲ့ဆိုရင်ကိုမဆိုင်တဲ့ပြဿနာကိုဝင်ပါနေတယ်လို့ပေါ့နော်ကိုပြောင်းလဲလို့မရတဲ့ဟာကိုပြောပြနေတယ်လို့မျိုးဖြစ်ရင်တော့ဒါသူတို့ရဲ့အမျက်ထွက်တာကိုခံရနိုင်တယ်ပေါ့နော်ကဲကျွန်တော်လည်းအဲ့လိုပဲထင်ပါတယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီနေ့အမေ3ယောက်ဆွေးနွေးတာကလည်းခကြီးတော်တော်လေးလဲရောက်နေပြီပေါ့နော်အကြောင်းအရာလည်းတော်တော်လေးစုံနေပြီဖြစ်တယ်ပေါ့ဆိုတော့ဒီနေ့ session လေးကိုတော့ကျွန်တော်တို့ဒီမှာပဲရပ်လိုက်ခြင်းတယ်ပေါ့အကယ်၍ audience တို့အနေနဲ့ရောကျွန်တော်တို့စီကနေထပ်ပြီးတော့မှသိချင်တာမျိုးနောက်ထပ်နားထောင်ချင်တာမျိုးရှိတယ်ဆိုလို့ရှိရင်လိုမျိုးတစ်ချက် comment တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ပေါ့ကျွန်တော် chat box အနေပဲဖြစ်ဖြစ်တစ်ချက်လာပြောထားပြီးပေါ့အကယ်၍တောင်းဆိုတဲ့လူတွေရမ်းများလာခဲ့တယ်ဆိုလို့ရှိရင်เนาะကျွန်တော်နောက်ထပ် episode တစ်ခုအနေနဲ့ထပ်လုပ်ပြီးတော့ဒီလိုမျိုးကိစ္စတွေကိုထပ်ပြီးတော့ sharing လုပ်သွားပေးပါမယ်ဆိုတော့အားလုံးပဲ good night ပါဟုတ်ကဲ့အားလုံးနားဆင်နေလူတွေလည်း good night ပါတီချာဆောင်းလေးနဲ့ကိုကြီးပြီးတော့မကြောက်ပါစေနဲ့လို့ပါတယ်အားလုံးပဲ good night ပါ